ခုတ်တကနိကေဓမ္မပရပါဠိတော်ယမကဝတ်မာလာရှိတဲ့တာရိပုတ္တထေရဝိထုဂါထာယေဇာတကအထကထာကဏ္ဍဇတ်မာလာရှိတဲ့ဘုရားလောင်းတော်သူမြတ်ကြီးရဲ့စကားတော်တွေကိုအခြေခံပြီးတော့အနှစ်သုံးပါးတရားတော်လို့တရားကောင်းစဉ်ပေးပြီးတော့ပေသက်ပေါင်းသူတော်ကောင်းတို့ကိုအရင်တို့ဟောပါမယ်ဒီတရားကိုဟောရခြင်းရဲ့ရည်ရွယ်ချက်ကဒီကနေ့ညဦးဇင်းတို့ပြောမယ့်တရားစကားတွေအလုံးနိဗ္ဗာန်ပေသက်ပေါင်းသူတော်ကောင်းတို့သိကြပြီးသားတွေကိုဦးဇင်းတို့ပြောမှာပါမသိသေးတာတွေကိုပြောမှာမဟုတ်ဘူးเนาะအဲ့တော့ဦးဇင်းတို့ရဲ့ဒီတရားစကားကအတိပေးစကားဆိုတာထက်တတိပေးစကားမျိုးပိုဖြစ်ဖို့များတယ်ပေါ့ဒီပြီးသားတွေကိုပဲပြန်ပြီးတော့စဉ်းစားမိဖို့စဉ်းကျင်မိဖို့တတိယဖို့တချို့တရားဒေသနာတွေဟာအလွန်မှကောင်းပါတယ်စိတ်ထဲမှာလည်းပဲအလွန်မှကြိုက်တယ်နှစ်သက်တယ်သဘာဝကျတယ်ဆိုပြီးတော့စိတ်ထဲမှာအလွန်လက်ခံတယ်ပေါ့အဲ့ဒါလိုအလွန်သဘောကျတဲ့တရားတွေပင်ဖြစ်တော်လည်းပဲပုထုဇဉ်သဘာဝကိုယ်အလုပ်ကိစ္စတွေနဲ့ကိုမေ့နေတာတွေကိုမရှိဘူးလားရှိတယ်အဲ့လိုကိုယ်စိတ်ထဲမှာတိတ်ကောင်းနေကိုလည်းတကယ်နားလေတယ်ဒါကိုအလွန်မှလည်းစိတ်ထဲကသဘောကျတယ်ဆိုတဲ့ဒေသနာမျိုးကိုတတိမမေ့ကိုလိုတာပေါ့နော်ဒီလိုတရားမျိုးကိုမကြာခဏစဉ်းစားမိဖို့ဆင်ခြင်မိဖို့လိုတယ်ပေါ့အဲ့တော့ဦးဇင်းတို့ဒီကနေ့ညပြောမှာကအသိဉာဏ်ပေးဖို့ဆိုတာထက်သိပြီးသားလေးတွေကိုပြန်ပြီးတော့စဉ်းစားဖြစ်ဖို့တတိယဖို့ဒါကိုဥတည်ပြီးတော့ပြောပါမှာနော်အဲ့တော့အနှစ်သုံးပါးတရားဆိုတာလောကမှာဘယ်ရာကတန်ဖိုးရှိတယ်ဘယ်ရာကတန်ဖိုးမရှိဘူးလို့ခွဲခြားပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်တကယ်တန်ဖိုးရှိတာကိုမရနိုင်ဘူးတဲ့တန်ဖိုးရှိတာကိုရကျင်တယ်ဆိုလို့ရှိရင်အစကနဦးဘယ်ရာကတန်ဖိုးရှိတယ်ဘယ်ရာကတန်ဖိုးမရှိဘူးဆိုတာလောက်တော့ခွဲခြားပြီးတော့နားလည်ဖို့အရင်အရေးကြီးတယ်ပေါ့နော်တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ကိုခွဲခြားပြီးတော့နားလည်ပြီးမှသာလျှင်တန်ဖိုးရှိတာကိုရယူနိုင်ဖို့ဖြစ်နိုင်တာတန်ဖိုးမရှိတာကိုစွန့်ပယ်နိုင်ဖို့ဖြစ်နိုင်တယ်ပေါ့တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ကိုမှခွဲခြားပြီးတော့မသိသေးဘူးဆိုရင်တန်ဖိုးရှိတာကိုရယူနိုင်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးဒါကြောင့်တန်ဖိုးရှိတာကိုရကျင်ကြတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေအနှစ်သာရရှိတာကိုရကျင်ကြတဲ့တရားဓမ္မတို့ဦးဇင်းတို့တွေပထမဦးဆိုတာဒါကအနှစ်ရှိတယ်ဒါကအနှစ်မရှိဘူးဒါကတန်ဖိုးရှိတယ်ဒါကတန်ဖိုးမရှိဘူးဆိုတာကိုခွဲခြားပြီးတော့နားလည်ဖို့မလိုဘူးလားလို့တယ်အဲ့ဒါဦးဇင်းတို့ဒီကနေ့ပြောမှာကဘယ်ရာကတန်ဖိုးရှိတယ်ဘယ်ရာကတော့တိတ်ပြီးတော့တန်ဖိုးမရှိဘူးဘယ်ရာကတော့တကယ်အနှစ်သာရရှိတယ်ဘယ်ရာကတော့တကယ်အနှစ်သာရရှိတယ်လို့မဆိုနိုင်ဘူးဆိုတာကိုဘုရားမှုရှိတဲ့အရိယာသူတော်ကောင်းကြီးတွေရှုမြင်သုံးသပ်သွားတာကိုအခြေခံပြီးတော့ဒါဦးဇင်းတို့ပေသက်ပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြရမယ်ပေါ့နော်အနှစ်သုံးပါးတရားတော်တဲ့ဒီတရားဒေသနာတော်ကိုမဟောကြားသေးခင်မနာကြားသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတ်သိမြတ်တို့ရှိခိုးပူဇော်ကြအောင်စုအလုံးလက်အုပ်ချီးမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိယတမောဟဓမ္မသာနရမရလောကကရဝန္တိဒုက္ခတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါဘိထသောပညာပိဇောတဝိယတမောဟဓမ္မံအရဟတမတိဟုသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူဘိထသောသာနရမရလောကကရုလူနတ်မြမတတဝနန္တတို့ဤကြောက်တီတန်တုလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါဘိထသောဂတိဝိမု ṭ ံဒေဝမနုဿန္တိရယနှင့်ပေတတရိစ္ဆာလာယရှိငါတံသောဂတိတို့မှလိထိုသဖြင့်ကင်းလွတ်တော်မူဘိထသော
ဒုက္ကတံတတ္တဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထံပရမညာကဲ့သို့ပြတ်သားထင်းနှင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝနေဝနာမှာကာယဝစီမနောချီသုံးဤဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်စုံမောဟရှိခိုးဥညုပ်ပါ၏မြတ်စွာဘုရားနှစ်သုံးပါးတရားတော်တဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ဗျနော်။ဦးဇင်းတို့ဘယ်ကနေစပြီးတော့ပြောခြင်းတုံးဆိုတော့ဓမ္မပဒပါဠိတော်ယမကဝတ်မာလာရှိတဲ့အခါတဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့တရားကထာလေးကနေစတင်ပြီးတော့ပြောကြည့်ရနော်။အာတာရိတာရမတ္တိနောတာရိသာတာရတတိနာတေတာရနာတိကိသန္တိမိစ္ဆာသင်္ကပ္ပခောစရာရေအကျင့်ပုဂ္ဂိုလ်တို့သည်အတ္တာရိအနှစ်သာရမရှိတဲ့တရားတို့၌တာရမတိနောအနှစ်သာရရှိတယ်လို့မှတ်ထင်၍နေကြကုန်၏တာရိသတကယ်အနှစ်သာရရှိတဲ့တရား၌ကအတ္တာရဓတ္တိနာအနှစ်သာရမရှိဟုသိမြင်၍နေကြကုန်၏လောကမှာတဲ့တချို့သောပုဂ္ဂိုလ်တွေဟာအနှစ်သာရမရှိတာကိုကြတော့အနှစ်သာရရှိတယ်လို့ထင်နေတယ်တဲ့အနှစ်သာရရှိတာကိုကြတော့အနှစ်သာရမရှိဘူးလို့ထင်နေပြန်တယ်တဲ့ဒီထိုကဲ့သို့အနှစ်ကိုအကာကိုအနှစ်လို့ထင်နေကြတယ်မှားယွင်းနေကြတဲ့ပုဂ္ဂိုလ်တို့သည်မိစ္ဆာသင်္ကပ္ပခောစရာမှားယွင်းတဲ့အတွေ့အကြံအစီလင်ကျက်စားရာအာယုံရှိကြကုန်သည်ဖြစ်၍သာရံတကယ်အနှစ်သာရကိုနာတိကိသန္တိမရရှိနိုင်ကြလေကုန်အဲ့ဒါလို့အနှစ်ရှိတာကိုအနှစ်မရှိဘူးလို့ထင်တယ်အနှစ်ရှိတာကိုကြတော့အနှစ်မရှိဘူးလို့မှားမှားယွင်းယွင်းထင်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့မိစ္ဆာသင်္ကပ္ပခောစရာသူတို့ရဲ့အတွေးတွေသူတို့ရဲ့အကြံစီတွေဟာမှားယွင်းနေတဲ့အတွက်ကြောင့်တနည်းအားဖြင့်မှားယွင်းတဲ့အတွေးအကြံတွေရင်ကျက်စားရာအာယုံရှိနေတဲ့အတွက်ကြောင့်တာရံတကယ်အနှစ်သာရကိုနာတိကိသန္တိမရနိုင်ဘူးတဲ့အနှစ်ရှိတာကိုအနှစ်မရှိဘူးလို့ထင်တယ်အနှစ်ရှိတာကိုကြတော့အနှစ်မရှိဘူးလို့ထင်တယ်အဲ့လိုအယူအဆတွေမှားယွင်းနေတဲ့ပုဂ္ဂိုလ်တွေဟာမှားယွင်းနေတဲ့အယူအဆရှိနေတဲ့အတွက်ကြောင့်ကိုပဲတကယ်အနှစ်သာရရှိတာကိုသူတို့မရနိုင်ဘူးတဲ့ရိုးရိုးလေးနော်ဘာမှနားမလည်စရာမရှိဘူးလို့ဦးဇင်းတို့ထင်ပါတယ်နောက်ဦးဇင်းတို့ဒုတိယဂါထာတာရင်္စတာရတောညတဝအတ္တာရင်္စအတ္တာရတောတေတာရတိကိသန္တိသမ္မာသင်္ကပ္ပခောစရာရေအကျင့်ပညာရှိကြတဲ့ပုဂ္ဂိုလ်တို့သည်တာရင်တကယ်အနှစ်သာရရှိတဲ့တရားတို့၌တာရမတိနောအနှစ်သာရရှိတယ်လို့မှန်မှန်ကန်ကန်သိမြင်ကြကုန်၏အတ္တာရိအနှစ်သာရမရှိတဲ့တရား၌ကအတ္တာရဓတ္တိနာအနှစ်သာရမရှိဟုမှန်မှန်ကန်ကန်သိမြင်ကြကုန်၏ဒီတိုကဲ့သို့မှန်မှန်ကန်ကန်သိမြင်နားလည်ကြကုန်သောပုဂ္ဂိုလ်တို့သည်သမ္မာသင်္ကပ္ပခောစရာမှန်ကန်တဲ့အတွေ့အကြံစီလျင်ကျက်စားရာအာယုံရှိကြကုန်သည်ဖြစ်၍သာရံတကယ်အနှစ်သာရကိုအဓိကိသန္တိကောင်းစွာပိုင်ပိုင်ရရှိနိုင်ကြလေကုန်၏လောကမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အရာရာကိုသူတို့အမှန်တိုင်းနားလည်ကြတယ်သိကြတယ်တန်ဖိုးရှိတာကိုတန်ဖိုးရှိတယ်လို့သိတယ်တန်ဖိုးမရှိတာကိုကြတော့တန်ဖိုးမရှိဘူးလို့သိတယ်အနှစ်ရှိတာကိုအနှစ်ရှိတယ်လို့သိတယ်အနှစ်မရှိတာကိုအနှစ်မရှိဘူးလို့သိတယ်အဲ့ဒါလို့မှန်မှန်ကန်ကန်သိကြတဲ့မြင်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့မှန်ကန်တဲ့အတွေးအကြံစီလင်ကျက်စားရာအာယုံရှိနေတဲ့အတွက်ကြောင့်တကယ်အနှစ်သာရရှိတာကိုသူတို့လွယ်လွယ်ကူကူရနိုင်နေတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့
တန်ဖိုးရှိတာကိုရရှိဖို့အနှစ်သာရရှိတာကိုပိုင်ဆိုင်ဖို့အတွက်ပထမဦးစွာအရေးကြီးတာကတန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ကိုခွဲခြားပြီးတော့နားလည်ရမယ်ဆိုတာမရှင်းဘူးလားရှင်းတယ်ဦးဇင်းတို့ဒီတရားဂါထာလေးနှစ်ဂါထာကိုမြတ်စွာဘုရားရှင်သာရိပုတ္တရာနဲ့ရှင်မမောက္ကလအက္ခတဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာသူတို့ရဲ့အကြောင်းကပေတပေါင်းသူတော်ကောင်းတို့အလုံးကျွမ်းကျင်ကျင်သိကြပေးတာပါနော်ဥပတိတ်တနဲ့ကောလိတဆိုပြီးတော့အက္ခတဝကဖြစ်လာမဲ့နော်တထေသားနှစ်ယောက်နော်ပွဲကြည့်ရာကနေပြီးတော့စဉ်းစားမိကြတယ်လေနော်အခုကနေတဲ့လူတွေရဲ့ဒီပွဲကိုထိုင်းပြီးတော့ကြည်နေတဲ့လူတွေရဲ့အလွန်ဆုံးအနှစ်တရာပဲတဲ့အနှစ်တရာလွန်သွားရင်ဒီလူတွေတယောက်မှမရှိတော့ဘဝဆိုတာတကယ်တမ်းကတော့ပြီးတော့လေပြီးသွားတာပဲဘာမှတန်ဖိုးရှိတာမဟုတ်ဘူးအဲ့တော့တန်ဖိုးမရှိတဲ့ဒီဘဝရှင်သန်နေရတဲ့အခိုက်အတန့်မှာတကယ်တန်ဖိုးရှိတာကိုတို့ရှာဖွေတဲ့နေဒါစဉ်းစားတာပေါ့အဲ့ဒါနဲ့သူတို့အင်မတန်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေပါအင်မတန်ကြီးမားတဲ့စည်းစိမ်ရှင်တွေပါအဲ့ဒီစည်းစိမ်တွေအကုန်လုံးကိုဆွန့်လွတ်ပြီးတော့ဒီစည်းပွားဥစ္စာဖြင့်ပျော်မွေ့နေတာထက်ပိုပြီးတော့တန်ဖိုးရှိတဲ့အရာလောကကြီးမှာရှိတယ်ဆိုတာသူတို့သိတယ်ဒါကြောင့်အဲ့ဒီအရာကိုရဖို့အတွက်ဒီစည်းစိမ်ဥစ္စာပိုင်ဆိုင်သမျှပတ်သက်သမျှကိုသူတို့အကုန်လုံးဆွန့်လိုက်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားမပွင့်သေးခင်ဆိုတော့သိင်းစည်းဆရာကြီးရဲ့ထံမှာသူတို့တပည့်ခံရတယ်ပေါ့နော်စီးပွားဥစ္စာနဲ့စီးပွားဥစ္စာကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခထက်ပိုမိုတာလွန်တဲ့ချမ်းသာဒုက္ခကိုရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါသူတို့ယဟန်ပြုကြတယ်ယဟန်တစ်မျိုးလိုပဲပြောကြပါစို့သာသနာပြင်ပယဟန်ပေါ့နော်အဲ့ဒါလိုနဲ့တငယ်ချင်းနှစ်ယောက်ကတိကဝတ်ထားတယ်မင်းကအမှန်တရားကိုသိလို့တကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုမင်းအရင်စပြီးတော့သိတယ်မြင်တယ်နားလေတယ်ဆိုရင်ငါကိုပြောပါငါကပဲအရင်အမှန်တရားကိုသိပြီးတော့ချမ်းသာတဲ့ချမ်းသာမှန်ကိုရမယ်ဆိုရင်မင်းကိုပြောပါမယ်မင်းကိုအရင်ပြောမယ်အဲ့လိုဂတိကဝတ်ထားတယ်အဲ့ဒါတနေ့တော့ရှင်သာရိပုတ္တရာဖြစ်လာမေးဥပတိတ်တပရပိုက်ကညိုတဲ့ရွာတဲ့ကိုဆုံးခံသွားရင်းနဲ့ပိဿဝဂီ9ဦးထဲမှာတဦးအပါဝင်ဖြစ်တဲ့ရှင်အတ္တစိမထေဆိုတာပေတတို့ကြားဦးတယ်နော်အဲ့ဒီရှင်အတ္တစိယဟန္တာအရှင်သူမြတ်ဆုံးခံပြီးတော့ကြွလာတာသူမြင်တယ်ယဟန္တာဆိုတော့စိတ်နှလုံးမှာလောဘဒေါသမောဟတို့ကြောင့်ပူလောင်တာပင်ပန်းတာဆင်းရဲတာဘာမှမရှိတော့စိတ်နှလုံးမှာပူပန်တာပင်ပန်းတာညှဉ်းနှွမ်းတာဘာမှမရှိဘူးဆိုတော့အဲ့ဒီစိတ်ရဲ့တရားမိယာဒီရုပ်ကလည်းပဲအလွန်မှအေးချမ်းနေတယ်တည်ငြိမ်နေတယ်တန့်ရှင်းနေတယ်ကြည့်ရတာအလွန်မှကြည့်လို့မဝအောင်ဖြစ်နေတယ်ပေါ့တကယ်တမ်းငါစိတ်ကအဓိကပဲလေစိတ်ကပူပူလောင်လောင်ဆင်းဆင်းရဲရှုပ်ရှုပ်ထွေးထွေးဖြစ်နေရုပ်ကလည်းပဲပူပူလောင်လောင်ဆင်းဆင်းရဲရှုပ်ရှုပ်ထွေးထွေးရုပ်ပေါက်သွားတာပဲဟုတ်လားစိတ်ကအေးချမ်းနေပြီဆိုရင်ရုပ်ကလည်းအေးချမ်းတဲ့ရုပ်ပေါက်တာပဲစိတ်ကလေးကကြည်လင်းနေတယ်ဆိုရင်ရုပ်ကလည်းကြည်လင်းတာပါပဲစိတ်ကအလွန်မှပါဝါကြီးမားတယ်လို့ဆိုရမယ်အဲ့လိုသူ့ရဲ့စိတ်ထဲမှာလောဘဒေါသမောဟကင်းတော်မူတဲ့အတွက်ကြောင့်သူ့ရဲ့ရုပ်လက္ခဏာအလွန်မှကြည်ညိုဖွယ်ရာကောင်းတယ်ကြည်ကျင်စရာကောင်းတယ်မြင်ကျင်စရာကောင်းတယ်ပေါ့အမူအရာတွေကလည်းအလွန်မှအေးချမ်းတယ်တည်ငြိမ်တယ်ပေါ့တည်ငြိမ်မှာပေါ့လှုပ်ရှားတဲ့အရာတွေဘာမှမရှိတော့လှုပ်ရှားတဲ့အရာဆိုတာဒီနေရာမှာကိလေသာတွေကိုရည်ရွယ်ပြောတာပါနော်အဲ့ဒါလိုနဲ့သူကကြည်ရင်းနဲ့ဒီလောက်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမှာအမှန်တရားကိုသိမြင်နားလည်ထားတဲ့သဘောရှိမယ်တရားတို့တရားမြတ်ရှိမယ်လို့သူအမှန်တိုင်းခံမှန်းမိတယ်ဒါကလည်းပဲပညာအရာမှာဣတရေရမယ်ပုဂ္ဂိုလ်တို့ကြီးပဲလေသူမသိပဲနေမှာမဟုတ်လားအဲ့ဒါနဲ့အဲ့ဒီရှင်အတ္တစိမထေနောက်ကိုလိုက်တယ်အရှင်ဘုရားဘုဇုရဲ့တပည့်လေအရှင်ဘုရားဘာကိုသိတယ်လဲမေးတာပဲအဲ့တော့ငါဒီချိန်မှာဆုံးခံနေတဲ့အချိန်ဆုံးခံပြီးတော့ပြန်လာလို့ဆုံးဖုံးပေးပြီးရင်မေးချင်တာမေးလို့ရတယ်ဆိုတော့လိုက်တာပဲအဲ့ဒါဦးဇင်းတို့ဇေယျပေါ်ရောက်တော့အေးစီစီမေးတယ်ပေါ့အရှင်ဘုရားရဲ့ဆရာကဘုဇုလဲအရှင်ဘုရားတို့ကဘလို့အယူဝါဒရှိသလဲအဲ့ဒီမှာရှင်အတ္တစိကယေဓမ္မာဟေတုပ္ပဘဝတေတံဟေတုတထာဂတောအာဟတေသင်္စာယောနိရောဓဧဝံဝန္တိမဟာသမနောတဲ့လူရင်းအတိတ်ပဲပြောရရင်တော့တစ္ဆာလေးပါးကိုဟောတာပါပဲလောကကြီးမှာဖြစ်သမျှနော်တဘာဝတရားတွေဟာအကြောင်းတရားရှိလို့ဖြစ်တာအကြောင်းတရားသာမရှိရင်ဘလို့အကျိုးတရားမှဖြစ်မှာမဟုတ်ဆိုလိုတာကဆင်းရဲတယ်ဆိုတဲ့ဒီဒုက္ခနော်ဒီအကျိုးတရားတွေဟာ
အလိုဆန္ဒလောဘသမုဒိယသစ္စာဒီအကြောင်းတရားကြောင့်ဖြစ်တာအကယ်၍အကြောင်းတရားကိုသာချုပ်ဆုံးအောင်လုပ်နိုင်မယ်ဆိုရင်ဒုက္ခဆိုတဲ့ဒီအကျိုးတရားတွေဟာလည်းရပ်ဆိုင်သွားမယ်သစ္စာလေးပါးကိုဟောတာပါပဲအဲ့ဒါကိုလည်းနားလဲပြီးရောပထမနှစ်ပါးရဲ့အဆုံးမှာသောတပတိမေညာကိုရတယ်အလွန်ဉာဏ်ထက်တယ်ပေါ့ပြောလိုက်လို့ရှိရင်အရေးပြရင်အကောင်မြင်တယ်စိတ်ထဲမှာတထွားပြရင်တလန့်မြင်တယ်အဲ့ဒါလောက်လေးပြောတာနဲ့သူသိသွားတယ်အဲ့တော့အရှင်ဘုရားအစာတုံးကရှင်အတ္တတိကငါကအခုမှယဟန်ပြုတ်ပြီးကတရားကိုငါအများကြီးမပြောတတ်ဘူးအရှိကြီးမပြောတတ်ဘူးလို့ပြောသေးတယ်အဲ့တော့ရှည်တာတွေများတာတွေကဗဒါနမဟုတ်ပါဘူးတကယ်အကျိုးအကြောင်းစိုက်ပြီးတော့တဘာဝကြဖို့အကျိုးရှိသွားဖို့ကဗဒါနပါအဲ့တော့တူတူလေးပဲပြောလိုက်တာပဲအဲ့ဒီတူတူလေးကပဲအကျိုးကိစ္စပြီးစည်းတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့တော့သောတပတိမေညာဘုံညာကိုရတော့အရှင်ဘုရားဆိုင်းမအောင်တပည့်တော်သိပြီးမြင်ပြီတဲ့တပည့်တော်မှာသိရင်မြင်ရင်အရင်လက်ဥပြောရမယ်ဂတိကဝတ်ထားတဲ့တငယ်ချင်းတယောက်ရှိသေးတယ်သူ့ကိုသွားပြီးတော့တပည့်တော်ပြောဥမှဖြစ်မယ်အဲ့ဒါနဲ့ရှင်မမောက္ကလံဖြစ်လာမဲ့ကောလိတပရဝိစီကိုရောက်လာတယ်ကောလိတကလည်းပဲဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲဒီကနေ့သူ့တငယ်ချင်းရဲ့မျက်နှာအခါတိုင်းတွေ့နေကြမျက်နှာနဲ့မတူဘူးအလွန်တရာမှအေးချမ်းသွားတယ်အဖြေတစ်ခုကိုရလာတဲ့လူတစ်ယောက်နော်ဆိုကြပါစို့ဒါကိုတွေ့ဖို့အတွက်အမြဲတမ်းလိုက်ရှာနေတယ်တွေ့သွားပြီဆိုရင်ဒါကျဉ်တ်သွားတယ်မတွေ့မချင်းတော့မကျဉ်တ်နိုင်ဘူးရှားနေတာမတွေ့ဘူးဆိုမှတော့ဘယ်လိုလုပ်ကျဉ်တ်နိုင်မလဲဟုတ်လားကိုရှားတဲ့အရာတွေ့သွားပြီဆိုရင်စိတ်ထဲမှာကျဉ်တ်သွားတယ်အဲ့ဒီကျဉ်တ်သွားတယ်ဆိုတဲ့ဒီအမူအရာဒီသဘောတဘာဝဟာမျက်နှာပေါ်မှာပေါ်လွင်နေမယ်ပေါ့အဲ့တော့ဒီပုဂ္ဂိုလ်တရားသူတရားမြတ်ကိုရလာဟန်တူတယ်ဒီနေ့သစ္စာတရားအမှန်တရားကို तू နားလည်ခဲ့ဟန်တူတယ် तू ကလည်းအကဲခတ်မိတာပဲဟုတ်လားအဲ့ဒါနဲ့မေးတဲ့အခါကျတော့ဟုတ်တယ်တဲ့ငါမသေးတရားကိုငါရခဲ့ပြီသူတို့ကမသေးတဲ့တရားလိုက်ရှာကြတာကိုနော်စီးပွားဥစ္စာကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခထက်တာလွန်တဲ့ချမ်းသာဒုက္ခကိုလိုက်ရှာကြတာကိုနော်အဲ့တော့အဲ့ဒီတရားငါရခဲ့ပြီဆိုတော့အဲ့လိုဆိုရင်ငါ့ကိုလည်းပြန်ပြောပြပါဆိုတော့နော်ဥပဒိတပရဝိကပြန်ပြောပြတယ်စောစောကသူနားထောင်ခဲ့ရတာကိုအဲ့ဒီမှာရှင်မမောက္ကလံဖြစ်လာမဲ့ကောလိတလူလင်ကလည်းပဲသောတပတိမေညာဘုံညာကိုရတယ်နော်တငယ်ချင်းနှစ်ယောက်လုံးအရိယာဖြစ်တယ်ပေါ့ဒါအဲ့လိုဆိုလို့ရှိရင်တို့ဆရာမြတ်စွာဘုရားကြီးကိုသွားကြမယ်အဲ့လိုသွားမယ်ဆိုလို့ရှိရင်တို့အပေါ်မှာအလွန်ကျေးဇူးများတဲ့တင်းကြီးဆရာကြီးကိုလည်းတို့သွားခေါ်မယ်နော်ဆရာကြီးလောကမှာတကယ်အမှန်တရားသစ္စာတရားဆိုတာဒါတကယ်ချမ်းသာစေချမ်းသာမှန်ကိုရချောင်းတရားဆိုတာဒါအဲ့ဒါကိုတို့ပြပြလဲလဲပြောပြီးတော့သွားခေါ်မယ်ဆိုပြီးတော့သွားကြတယ်ကိုရတော့သူတို့ကနောက်လိုက်အချံရံနေအလွန်များတယ်တပည့်အများကြီးရှိတယ်ဒီဥပဒိတနဲ့ကောလိတကတကယ်တမ်းကတော့သူတို့တပည့်တွေကိုပဲမှီပြီးတော့တင်းကြီးဆရာကြီးကနေရတဲ့သဘောရှိပါတယ်အဲ့ဒါနဲ့ဆရာကြီးကိုဆရာကြီးအမှန်တရားကိုသိခဲ့ပြီချမ်းသာတဲ့ချမ်းသာမှန်ကိုရခဲ့ပြီဒါကြောင့်မြတ်စွာဘုရားစီကိုဆရာကြီးလည်းလိုက်ခဲ့ပါကျွန်တော်တို့တော့မြတ်စွာဘုရားကြီးကိုသွားတော့မယ်အဲ့လိုပြောတော့မလိုက်နိုင်ဘူးဆရာကြီးကမလိုက်နိုင်ဘူးအဲ့ဒီမှာသူဘာပြောလဲဆိုတော့ငါမေးမယ်တဲ့လောကမှာဉာဏ်ရှိတဲ့လူနဲ့ဉာဏ်မရှိတဲ့လူဘယ်လူတွေကပို့ပြီးတော့များမယ်ထင်လဲတဲ့ဉာဏ်မရှိတဲ့လူတွေကပဲများမှာပါဖြေတယ်အဲ့ဒီလိုဆိုရင်သင်တို့ဘာမှမစိုးရိမ်နဲ့သင်တို့ရဲ့တပည့်တွေကိုခေါ်ခြင်းနဲ့ဆိုရင်လည်းခေါ်သွားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဂေါတမဗုဒ္ဓစီကိုသွားလိမ့်မယ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေငါးစီမှာနေလိမ့်မယ်အချမ်းရံမရှိမှာကိုငါအတွက်သင်တို့မစိုးရိမ်နဲ့ဒီစကားလေးသေချာနားထောင်နော်ဉာဏ်ရှိတဲ့လူဂေါတမဗုဒ္ဓစီသွားလိမ့်မယ်ဉာဏ်မရှိတဲ့လူငါးစီနေရလိမ့်မယ်ဒါကိုထောက်တော့အဖြစ်ဒီစကားကိုထောက်တော့အဖြစ်ဒီသိင်းကြီးဆရာကြီးဒီမြတ်စွာဘုရားဟာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာကိုတော့သူလက်ခံတယ်ဟုတ်လားဒါပေမဲ့အဲ့ဒီကိုသွားဖို့ခေါ်တော့မလိုက်နိုင်လို့ဆရာကြီးလိုက်ခဲ့ပါဘလို့မှခေါ်လို့မရဘူးအဲ့ဒီမှာသူကမလိုက်နိုင်တာကိုအကြောင်းကဘလို့ပြလဲဆိုတော့သူပြောတဲ့စကားကဥပမာလေးတွေနဲ့အိုးစကြီးကြီးအကြီးကြီးလုတ်ပြီးကမှတဆင့်ပြန်ပြီးတော့ခတ်တဲ့ခွက်ငယ်ကလေးငါမလုံနိုင်ဘူးတဲ့နော်တပည့်တွေနဲ့အတိုင်းဝိုင်းတွေနဲ့အချမ်းရံတွေနဲ့ဒကာဒကမတွေနဲ့ဟုတ်လားဘလို့အရှိန်စော်တွေကြီးမားစွာနော်ဂုံပကာတနာတွေနဲ့နေထိုင်ပြီးကမှသူများရဲ့နောက်လိုက်အဖြစ်နဲ့တော့ငါမလုံနိုင်ဘူး
နော်ဆရာကြီးတချို့လုတ်ပြီးကမှနောက်လိုက်ငယ်သားအဖြစ်နဲ့တော့ငါမလုံနိုင်ဘူးအမှန်ကတော့သူကအဲ့ဒီအချမ်းရံလေးအဲ့ဒီအကျော်စောလေးအဲ့ဒီအတိုင်းဝိုင်းတွေကိုသူမစွန့်နိုင်တာပါအမှန်တရားဆိုတဲ့သစ္စာတရားကိုသူအဲ့ဓာတွေလောက်မမျက်နှိုးဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲတနည်းအားဖြင့်သစ္စာတရားကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒီသစ္စာတရားကိုသူတန်ဖိုးသိပ်ပြီးတော့မထားတတ်သေးတယ်ဒီအချမ်းရံတွေဒီအတိုင်းဝိုင်းတွေဒီနာမည်ကြီးမှုတွေဒီဂုဏ်ဒီတရက်တွေကိုပဲသူကတန်ဖိုးရှိတယ်လို့ထင်နေတာကိုဒါကြောင့်သူဟာအဲ့ဒါကိုမစွန့်နိုင်ဘူးဟုတ်လားတကယ်ဆိုရင်သူ့စိတ်ထဲမှာမြတ်စွာဘုရားဟာအလွန်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတာလက်ခံထားတယ်ဆိုတာစောစောကစကားကိုထောက်တော့အဖြစ်မသိနိုင်ဘူးလားသိနိုင်တယ်ဘုရားဒီသွားရင်အလွန်အကျိုးရှိမယ်ဆိုတာကိုလည်းသူလက်ခံထားတာကိုတော့လက်ခံထားတယ်လို့ဦးဇင်းကတော့စဉ်းစားကြည့်မိတယ်ပေါ့ဒါပေမဲ့အဲ့လိုဆိုရင်သွားပါတော့လားဆိုတော့မသွားနိုင်ဘူးဘာလို့မသွားနိုင်လို့တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့သူခွဲခြားပြီးတော့နားမလည်သေးဘူးအနှစ်သာရရှိတာရဲ့အနှစ်သာရမရှိတာရဲ့ကိုသူသိပြီးတော့မခွဲခြားတတ်သေးဘူးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တကယ်အမှန်တရားသစ္စာတရားကိုသိတဲ့အသိဉာဏ်ဒီကလည်းလောကကြီးမှာတန်ဖိုးအရှိဆုံးဆိုတာကိုသူနားမလည်သေးဘူးနော်ဒီအကျော်စောဒီအချမ်းရံဟုတ်လားဒီအတိုင်းဝိုင်းကိုပဲသူတန်ဖိုးထားပြီးတော့ဒီထဲမှာပဲနစ်မွန်းပြီးတော့နေရတဲ့ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါနဲ့ဦးဇင်းတို့ဒီသူရဲ့တပည့်ဟောင်းနှစ်ယောက်ကခေါ်တာကိုသူမလိုက်တော့ဥပဒိတနဲ့ကောလိတပြပိုက်နှစ်ဦးကသူ့ရဲ့တပည့်တွေကိုသူတို့ရဲ့တပည့်တွေကိုကဲတင်တို့လည်းပဲလိုက်လို့ကလိုက်ဒီမှာနေချင်တယ်ဆိုရင်လည်းနေရလို့ရတယ်ဆိုတော့ဘယ်ဆရာတွေသွားတော့တပည့်တွေကလိုက်တာပေါ့နော်ဟိုရောက်တော့အဲ့ဒါမြတ်စွာဘုရားကအလုံးကိုထိုက်တဲ့ဩဝါဒတရားဖြင့်ချီးမြှောက်တော့ဆိုဆုံးမှတော့အဲ့ဒါရက်ပိုင်းအတွင်းမှာပဲနော်အရဟတမညာအရဟတဖို့ညာကိုရလို့ဥပဒိတပရပိုက်ကရှင်သာရိပုတ္တရာဆိုတဲ့နော်သာရိပုဏ္ဏေမရဲ့သားမို့လို့သာရိပုတ္တရာဆိုတဲ့နာမည်နဲ့အခတာဝကဖြစ်တယ်ပေါ့နော်ကောလိတကတော့ရှင်မမောက္ကလံဆိုပြီးတော့ဒါလက်ဝဲရံအခတာဝကဖြစ်တယ်ပေါ့အဲ့ဒီမှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားသစ္စာတရားကိုသူတို့စပြီးတော့သိရတော့မြတ်စွာဘုရားကြီးကိုသွားဖို့အတွက်သိသိဆရာကြီးကိုသူတို့ခေါ်ခဲ့တယ်တဲ့ဒါပေမဲ့ तू မလိုက်နိုင်ဘူးသူ့ရဲ့အချမ်းရသူ့ရဲ့အကျော်စောတွေကို तू မစွန့်နိုင်ဘူးအိုးစီကြီးလုတ်ပြီးကမှခွက်ငယ်ကလေးမလုတ်နိုင်ဘူးခေါင်းဆောင်ကြီးလုတ်ပြီးကမှနောက်လိုက်မလုတ်နိုင်ဘူးလို့အဲ့လိုပြောလွတ်တယ်အဲ့လိုမြတ်စွာဘုရားကိုလျှောက်တော့မှမြတ်စွာဘုရားကယခုနကပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့အကျဉ်းမြင်လေးအတိတ်ပဲပြောခဲ့တဲ့ဂါထာလေးနှစ်ပုဒ်ကိုအဲ့ဒီမှာဟောတယ်နော်အတ္တာရိတာရမတိနောတာရိစာတာရတတိနာတေတာရနာတိကိစ္ဆန္တိမိစ္ဆာသင်္ကပ္ပခောစရာဒါကအနှစ်သာရဒါကအနှစ်သာရမဟုတ်ဘူးလို့ခွက်ခွက်ခြားခြားနားမလည်ကြတဲ့ပုဂ္ဂိုလ်တွေကအတွေးအကြံတွေမှားနေတဲ့အတွက်ကြောင့်တကယ်အနှစ်သာရရှိတာကိုမရနိုင်ဘူးဟုတ်လားအနှစ်သာရမရှိတာကိုအနှစ်သာရမရှိဘူးလို့သိတယ်အနှစ်သာရရှိတာကိုလည်းပဲအနှစ်သာရရှိတယ်လို့သိတယ်ဆိုရင်တော့မှန်ကန်တဲ့အတွေးအကြံစီကျက်စားရအာယုံရှိတဲ့အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်တွေကတော့တကယ်အနှစ်သာရကိုရနိုင်တယ်လို့အဲ့ဒီမှာဟောတယ်တာရင်စတာရတောညတဝအတ္တရင်စအတ္တရတောတေတာရအဓိကိစ္ဆန္တိတမ္မာသင်္ကပ္ပခောစရာဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ရကြုံရတဲ့လူဘဝဆိုတဲ့အင်မတန်ထူးခဲ့တဲ့အနေအထားကိုအင်မတန်ကြီးမားတဲ့အခွင့်အရေးကိုရရှိနေခိုင်းပါတကယ်အနှစ်သာရရှိတာတကယ်တန်ဖိုးရှိတာကိုရယူပိုင်ဆိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒါလိုတကယ်အနှစ်သာရတကယ်တန်ဖိုးရှိတာကိုရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲတန်ဖိုးမရှိတဲ့ຢာကိုတန်ဖိုးမရှိဘူးလို့နားလည်ဖို့လိုတယ်တန်ဖိုးရှိတာကိုလည်းတန်ဖိုးရှိတယ်လို့နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒီလိုအပ်ချက်ကိုပိဋကပေါင်းသူတော်တို့ဒါဆက်ပြီးတော့ဒါဦးဇင်းတို့ပြောကြမယ်ပေါ့ဆက်ပြောမှလည်းပဲပိဋကပေါင်းသူတော်တို့သိပြီးသားတွေကိုပြောမှာပါနော်ဘယ်ကနေဦးဇင်းတို့ယူပြီးတော့ပြောမှလဲဆိုတော့950မှာကဏ္ဍဇတ်ဆိုပြီးတော့ရှိတယ်နော်ဦးဇင်းတို့တောင်မှသူတော်ကောင်းတို့ရဲ့သဘောထားဆိုပြီးတော့ခေါင်းစဉ်လေးပေးပြီးတော့ဟောထားတဲ့တရားလေးအဲ့ဒီကဏ္ဍဇတ်မှာဦးဇင်းတို့ဘုရားလောင်းကအင်မတန်ချမ်းသာကြွယ်ဝတဲ့အမျိုးမှလူဖြစ်တယ်မွေးဖွားလာတဲ့အခါမှာအသားအရေကအနှဲငယ်မြမဲတဲ့အတွက်ကြောင့်ကဏ္ဍသဒ္ဓတာမောင်မဲလို့အဲ့လိုနာမည်ပေးတယ်နောက်တော့မိဘတွေကွယ်လွန်နေစားရောက်တော့ဒီမိသားစုဒီအတိုင်းဝိုင်းကိုနော်အုပ်ဆိုးပြီးတော့နေတယ်ပေါ့အဲ့လိုနဲ့နောက်တော့
နော်ပါရမီဓာတ်ခံကလည်းရင့်ကျက်လာတယ်လို့ဆိုရမယ်အတွေးအခေါ်တွေကလည်းပဲမှန်ကန်တယ်လို့ဆိုရမယ်ပေါ့ဘာစဉ်းစားလဲဆိုတော့ဓာတ်ထက်ချမ်းသာတဲ့ဓာတ်ထက်ကောင်းတဲ့အနေအထားတစ်မျိုးဓာတ်ထက်ကောင်းတဲ့ချမ်းသာကိုငါမရနိုင်ဘူးလားရနိုင်တာပေါ့ရနိုင်တယ်ဆိုရင်ငါရှာဖို့လိုတယ်အဲ့ဒီမှာဓာတ်ထက်ကောင်းတာကိုရှာလိုတဲ့စိတ်တော့လူဆိုတာအဲ့ဒီစိတ်ဓာတ်ကတော့ရှိတဲ့တယ်လို့ထင်တယ်ကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်ပို့ပြီးတော့ချမ်းသာတဲ့ချမ်းသာအောင်ဒါကြိုးစားဖို့လိုတယ်ဟုတ်တယ်မို့လားချမ်းသာတဲ့ချမ်းသာအောင်မကြိုးစားလို့နော်ဟိုဆင်းရဲတဲ့ဆင်းရဲအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကတော့ဘယ်သူမှရှိနေမထင်ပါဘူးဟုတ်လားချမ်းသာတဲ့ချမ်းသာအောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်ဒီနေ့မှာချမ်းသာဆိုတာကလည်းပဲဦးဇင်းတို့ကျမ်းဂန်တွေထဲမှာအကျဉ်းမြင်၃မျိုးလောက်ပြောထားတာရှိတယ်နော်ကာမဒုက္ခတဲ့နော်ယူပါယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုဒ္ဓဘာယုံဆိုတဲ့ဒီအာယုံတို့ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်နှလုံးရဲ့ဝမ်းသာမှုပျော်ရွှင်မှုကြည်နူးမှုဒါကိုကာမဂုဏ်ကြောင့်ဖြစ်တဲ့ချမ်းသာကာမဒုက္ခဒါကတော့ပိဋကပေါင်းသူတော်ကောင်းတို့ရောဦးဇင်းတို့ရောအလွန်တရာမှကျွမ်းကျင်နေဒီကာမချမ်းသာနဲ့ပတ်သက်ပြီးတော့အလေးအလာလည်းများတယ်နားလေတယ်ပေါ့နောက်ဒုတိယချမ်းသာကဘာလဲဆိုတော့ဇာနဒုက္ခနော်ဇံချမ်းသာစိတ်နှလုံးမှာကာမိဆန္ဒပြပါရထိနာမိတ်တာဩရိစကုက္ကုစဝိရှိကိစ္စအစရှိတဲ့နိဝရဏတရားအမှန်တရားကိုမသိအောင်မမြင်အောင်ဖုံးနိုင်ကွယ်နိုင်တဲ့တတ္တိရှိတဲ့ဒီတရားဆိုးတွေကင်းကွာသွားလို့စိတ်နှလုံးမှာအေးချမ်းတည်ငြိမ်တဲ့သဘောနော်ဘာဝနာတရားတစ်မျိုးမျိုးကိုကြိုးစားအထောက်ရင်ရနိုင်တယ်ပေါ့အဲ့ဒါကိုဇံချမ်းသာဇာနဒုက္ခသူကဒုတိယလိုက်တဲ့ချမ်းသာပေါ့နော်နောက်ဦးဇင်းတို့တတိယချမ်းသာကတော့တန်တိဒုက္ခနော်ငြိမ်းအေးတဲ့ချမ်းသာနော်ကိလေသာငြိမ်းလို့နော်တကယ်ငြိမ်းအေးမှုနိဗ္ဗာန်ဆိုတာကိုသိရတယ်မြင်ရတယ်ပေါ့နိဗ္ဗာန်ချမ်းသာဆိုတာကအမှန်ကတော့တကယ်အရှိတရားပဲနိဗ္ဗာန်ဆိုတာတကယ်ရှိတယ်သို့တော်တရားဓမ္မတို့ဦးဇင်းတို့တကယ်ရှိတဲ့နိဗ္ဗာန်ကိုဘာကြောင့်တကယ်မသိတာလဲလို့မေးရင်တကယ်ရှိတဲ့နိဗ္ဗာန်ကိုမသိအောင်မမြင်အောင်နော်ကိလေသာတရားတွေကဖုံးထားတယ်ဆိုတဲ့အဓိပ္ပာယ်ကိလေသာတွေကိုဖယ်နိုင်တယ်ဆိုရင်နိဗ္ဗာန်ကိုသိနိုင်တယ်မြင်နိုင်တယ်ပေါ့အဲ့ဒါလိုနိဗ္ဗာန်ကိုသိလို့မြင်လို့ဖြစ်ပေါ်တဲ့ချမ်းသာသူကြတော့တန်တိဒုက္ခလို့ခေါ်တယ်ချမ်းသာဘယ်နှမျိုးတော့၃မျိုးချမ်းသာတဲ့ချမ်းသာအောင်ကြိုးစားရမယ့်တာဝန်ဒီလူသားတိုင်းမှာရှိတယ်အသိဉာဏ်ရှိတဲ့လူသားတိုင်းမှာရှိတယ်ဆိုတာဒါကိုပြောတာဒါကြောင့်ကာမဒုက္ခလောက်နဲ့ရောင်ရဲတင်းတိမ်နေမယ်ဆိုရင်တော့နော်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ရဲ့တာဝန်မကြည်ဘူးလို့ပဲဆိုရမှာဟုတ်လားကာမဒုက္ခတဲ့တာတဲ့ဇာနာဒုက္ခကိုရအောင်ကြိုးစားအထောက်ဖို့လိုတယ်ပေါ့တဆင့်တက်ပြီးတော့တန်တိဒုက္ခဆိုတဲ့တကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုရအောင်ရှာဖွေနိုင်ဖို့ကြိုးစားနိုင်ဖို့လိုတယ်ပေါ့အခုလည်းပဲဦးဇင်းတို့ကဏ္ဍတတိတာကချမ်းသာတဲ့ချမ်းသာအောင်ငါကြိုးစားမယ်ဆိုတော့သူပါစဉ်းစားလေရှိတဲ့စီစဉ်ကိုအကုန်လုံးသူပြီးရင်စွန့်ပြီးတော့သွားမှာနော်အဲ့ဒါလို့စွန့်ပြီးတော့မသွားသေးခင်မှာသူစဉ်းစားကြည့်တယ်သူစဉ်းစားတဲ့အချက်က၃ချက်ရှိတယ်ဘာတွေနဲ့ပတ်သက်ပြီးတော့သူစဉ်းစားလဲဆိုတော့နံပါတ်1ပစ္စည်းဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့သူတစ်ချက်စဉ်းစားတယ်နံပါတ်2ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့သူတစ်ချက်စဉ်းစားတယ်နံပါတ်3ရှင်သန်မှုဆိုတဲ့ဒီအသက်နဲ့ပတ်သက်ပြီးတော့သူတစ်ချက်စဉ်းစားတယ်ဘယ်နှချက်စဉ်းစားလဲ၃ချက်စဉ်းစားတယ်ပစ္စည်းဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုဒီခန္ဓာကိုယ်ကြီးရှင်သန်မှုဘယ်နှချက်လဲ၃ချက်အဲ့ဒါကိုပေးတဲ့ပေါင်းတော်ကောင်းတို့ဘယ်ဟာကတန်ဖိုးရှိတဲ့အရာဘယ်ဟာကတန်ဖိုးမရှိတဲ့အရာဘယ်ဟာကတော့အနှစ်သာရဘယ်ဟာကတော့အကာပဲဆိုတာကိုသူခွဲခြမ်းပြီးတော့ပြသွားတာအဲ့ဒါကိုဒီကနေ့ဦးဇင်းတို့တရားရဲ့ဒုတိယပိုင်းအနေနဲ့ဆက်ပြီးတော့ပြောမယ်ပေါ့နော်နံပါတ်1သူစဉ်းစားတယ်ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်ဘယ်လိုစဉ်းစားလဲဆိုတော့ပိဉ္စနံဝိရဏံသာရဏဘာဝေနနေတရတံဣမတဒနတဒါနနာမတာရောပစ္စည်းဥစ္စာကိုသူစဉ်းစားကြည့်လိုက်တော့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေထွက်တယ်တဲ့သူစိတ်ထဲမှာပစ္စည်းဥစ္စာတွေကိုဆင်ញံသုံးသပ်ကြည့်လိုက်တော့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေထွက်တယ်တဲ့အကြောင်းပြချက်ကဘာလဲဆိုတော့ပိဉ္စနံဝေရဏံသာရဏဘာဝေနယံသူမျိုး၅ပါးဖြင့်ဆက်ဆံနေတဲ့အတွက်ကြောင့်လို့သူကအကြောင်းပြတယ်။နော်အယံကာယောကြီးပစ္စည်းဥစ္စာကိုတန်ဖိုးမရှိဘူးလို့ပြောတာတော့မဟုတ်။သူ့ရဲ့အကြောင်းပြချက်ကဘာလဲ။ယံသူမျိုး၅ပါးနဲ့ဆက်ဆံနေလို့ဆိုလိုတာကရေမျောရင်လည်းပျက်စီးမယ်။မီးလောင်ရင်လည်းပျက်စီးမယ်။မင်းဆိုမင်းကြီးကသိရင်လည်းခံရမယ်။
လူစိုးတစ်ခုတွေကလူယုံရင်လည်းအခက်မသိရင်အသက်ပါတောင်ပေးလိုက်ရနိုင်တယ်ပစ္စည်းကိုအကြောင်းပြုပြီးတော့ဟုတ်လားအမွေခံသားဆိုသမီးတို့မချစ်မနစ်တတ်တဲ့ပုဂ္ဂိုလ်တွေကြောင့်လည်းပစ္စည်းနိုင်တယ်မုန်းတဲ့လူတွေကြောင့်လည်းပစ္စည်းနိုင်တယ်ပေါ့ဟုတ်လားဆိုလိုတာကပစ္စည်းခွင့်ကြုံလာရင်အလွယ်တကူပစ္စည်းသွားနိုင်တယ်အမကန်ကြီးအများကြီးမရှိဘူးလို့ပြောတာခိုင်မာမှုအများကြီးမရှိဘူးလို့ပြောတာဒါကသူ့ရဲ့အဓိကအကြောင်းပြချက်ပေါ့တကယ်တမ်းကတော့ဦးဇင်းတို့ပစ္စည်းဥစ္စာကိုတန်ဖိုးမရှိဘူးလို့ပြောတဲ့နေရာမှာပစ္စည်းဥစ္စာရဲ့မကောင်းတဲ့အချက်တွေကတော့အများကြီးရှိတာပဲမကောင်းတာကြီးတော့မဟုတ်ပါဘူးပစ္စည်းဥစ္စာဟာစာဝတ်နေရေးလူမှုရေးကျန်းမာရေးစီးပွားရေးဒီအရေးတွေရှိနေတဲ့အတွက်ကြောင့်ရှိတဲ့ရှိတဲ့အောင်လဲစ조사အထုတ်ဖို့လိုအပ်တယ်ဒါပေမဲ့ဦးဇင်းတို့ပြောချင်တာကလိုအပ်တာထက်တော့ပိုပြီးတော့အထင်ကြီးမထားဖို့လိုမယ်လို့ထင်တယ်ဟုတ်လားပစ္စည်းဥစ္စာရဲ့တန်ဖိုးဆိုတာသူ့ဟာနဲ့သူအထိုက်လျောက်ရှိပါတယ်ဒါပေမဲ့ရှိတဲ့တန်ဖိုးထက်ပိုပြီးတော့တွက်မထားမိဖို့လည်းအရေးကြီးတယ်အခုသူကတွက်ပြတယ်ရန်သူမျိုး၅ပါးနဲ့ဝမ်းရံနေလို့ရန်သူမျိုး၅ပါးနဲ့ဆက်ဆံနေလို့ပစ္စည်းဥစ္စာကိုတန်ဖိုးမရှိဘူးလို့ပြောတယ်တကယ်စဉ်းစားကြည့်ရင်တော့ပစ္စည်းဥစ္စာတန်ဖိုးမရှိဘူးဆိုတာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ပြောစရာစကားအများကြီးရှိတယ်အခြေခံကစပြောရမယ်ဆိုရင်ဦးဇင်းတို့ဒီပစ္စည်းဥစ္စာတွေဟာဘလို့နည်းနဲ့ရလာသလဲအများစုကတော့လောဘဒေါသနဲ့ယဉ်ပြီးတော့ပင်မမှုနဲ့ပူလောင်မှုနဲ့ယဉ်ပြီးတော့ရှာထားလို့ရတာပါပေတတော်ညင်းနိုင်လားမညင်းနိုင်ဘူးပူလောင်မှုပင်မမှုနဲ့ယဉ်ထားရတယ်တက်တောင့်တက်တာလွယ်လွယ်ကူကူရလာတယ်ဆိုတာအလွန်မှရှားပါတယ်ရှင်းတော့ကံကောင်းလို့အလွယ်ကူရတယ်ဆိုတာလည်းမရှိဘူးတော့မဟုတ်ဘူးရှိပါတယ်ဒါပေမဲ့အများစုပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေချွေနဲ့သွေးနဲ့ယဉ်ထားရတယ်ချို့အသက်ပါတောင်ယဉ်လဲရတာရှိတယ်ကျမရင်းနဲ့ယဉ်ရတာလည်းရှိတယ်အဲ့ဒါလို့ဦးဇင်းတို့အရင်ဒီများစွာဖြင့်ရှာဖွေထားလို့ရလာတဲ့ဒီပစ္စည်းရလာပြီဆိုတော့လည်းပဲအကောင်းကွက်ကြီးလားဆိုတော့မဟုတ်ကောင်းတာတွေရှိတယ်လို့ဒါတွေကိုမပျက်စီးအောင်ကာကွယ်ရတဲ့စောင့်ရှောက်ရတယ်ပျက်စီးသွားမှလေလားဆိုတဲ့စိုးရိမ်မှုကတော့တွေးမိတိုင်းရှိတယ်ပစ္စည်းကြောင့်ဖြစ်တဲ့ချမ်းသာကိုကြီးမြင်လို့မရဘူးပစ္စည်းကြောင့်ဖြစ်တဲ့စိုးရိမ်မှုပူလောင်မှုကိုလည်းပဲအမှန်အကန်နားလည်ဖို့လိုတယ်ဒါရှိတယ်ဆိုတာဟုတ်လားဒါကြောင့်ပစ္စည်းဥစ္စာဆိုတာစိုးရိမ်ရင်ပူလောင်ခြင်းနေနဲ့လည်းရောပြန်းနေတယ်ဟာကိုဘလို့မှမဖြစ်ချင်တဲ့ကိစ္စကြီးဒီပျက်စီးတဲ့ကိစ္စကြီးအကြောင်းတစ်မျိုးမျိုးကြောင့်ပျက်စီးသွားပြီဆိုရင်တော့အလွန်အကဲကိုပဲအဲ့ဒီကြရင်တော့ပူလောင်ရတဲ့ဆင်းရဲရတယ်တချို့ကျမ်းမာရေးထိခိုက်သွားတာရှိတယ်ပစ္စည်းဥစ္စာပျက်စီးလို့တချို့ယူသွားတာတောင်ရှိတယ်တချို့သေသွားတာတောင်ရှိတယ်မရှိဘူးလားဗျာရှိတယ်နောက်ဆုံးဘဝရဲ့နောက်ဆုံးအချိန်မှာဒီပစ္စည်းဥစ္စာကိုပုထုဇဉ်တဘာဝတွတာလွန်းလို့ဆွဲလန်းလွန်းလို့မမောလန်းလို့မစွန့်နိုင်မခွာနိုင်ဖြစ်ပြီးတော့များသိခဲ့မယ်ဆိုရင်တော့ဒုတိယဘဝတော်တော်ဆိုးတဲ့ဘဝတစ်ခုကိုလည်းရသွားနိုင်တယ်ဒါဦးဇင်းတို့ပြည်သက်ပေါင်းတော်တို့အဆိုးမြင်ရှုထောင့်ကကြည့်ပြီးတော့ပြောနေတာမဟုတ်ဘာဖြစ်ဖြစ်မျှမျှတတာအရှိကိုအရှိတန်မြင်တတ်ဖို့တော့လိုတယ်နော်စာဝတ်နေရေးလူမှုရေးကျန်းမာရေးပညာရေးကြိုးစားဖို့အတွက်ပြည်ဥစ္စာဆိုတာမရှိရင်မဖြစ်ပါဘူးဒါတော့ဦးဇင်းတို့လည်းနားလဲပါတယ်ဟုတ်လားသို့တော့သူ့မှာရှိတဲ့အည်အသွေးထက်ပိုပြီးတော့တွက်မထားမိဖို့လည်းအရေးကြီးတယ်ဦးဇင်းတို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဝေဖန်ပြထားတာလေးတစ်ခုရှိတယ်ဟနန္တိဘောဂဒုံမေရာနောစပါရဂဝေတိနောတဲ့ဒုံမေရာဉာဏ်နေတဲ့ပုဂ္ဂိုလ်တို့ကိုဘောဂပစ္စည်းဥစ္စာတို့သည်ဟနန္တိအသေးတတ်တတ်ကုန်၏တဲ့နော်ပစ္စည်းဥစ္စာဆိုတာဉာဏ်နေတဲ့ပုဂ္ဂိုလ်ကိုအသေးတတ်နိုင်တယ်နှိမ့်ဆက်နိုင်တယ်ဆင်းရဲသွားစေနိုင်တယ်ပူလောင်သွားစေနိုင်တယ်ဟုတ်လားဒါပေမဲ့လို့နောစပါရဂဝေတိနောတဲ့ဟောမြတ်စွာဘုရားအရှိတိုင်ဟောတယ်နော်ပါရဂဝေတိနောတစ်ဖက်ကန်းတည်းဟူသောနိဗ္ဗာန်ကိုရှာမိကြတဲ့ပုဂ္ဂိုလ်တွေကိုကြတော့အသေးမတတ်နိုင်ဘူးတဲ့ပစ္စည်းဥစ္စာဆိုတာဉာဏ်နေတဲ့လူကိုကောင်းကောင်းနှိမ့်ဆက်နိုင်တယ်ဒါပေမဲ့နိဗ္ဗာန်ချမ်းသာတည်းဟူသောတစ်ဖက်ကန်းနော်ပါရဂဝေတိနောပါရဆိုတာတစ်ဖက်ကန်းနိဗ္ဗာန်ကိုပြောတာပါဂဝေတိနောဆိုတာရှာဖွေတယ်ပေါ့နော်နိဗ္ဗာန်ချမ်းသာကိုရလိုတဲ့စိတ်နဲ့ကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေကိုကြားတော့ပစ္စည်းဥစ္စာတွေကမနှိမ့်ဆက်နိုင်ဘူးဆိုလိုတာကဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနစေတနာဒီဒါနစေတနာကြောင့်နိဗ္ဗာန်ချမ်းသာကိုမြန်မြန်မျက်မှောက်ပြုရစေဆိုလို့ရှိရင်ဒါမြန်မြန်မျက်မှောက်ပြုဖို့အတွက်သူတို့အများကြီးတွန်းအားပေးနိုင်တဲ့အနေအထားမှာတောင်ရှိတယ်ဒါကြောင့်ပစ္စည်းဟာသူကြီးတက်တက်ဆိုရင်တော့ပိဋကပေါင်းတော်ကောင်းတို့တန်ဖိုးကိုပြောဖို့ခက်တယ်ပေါ့သူ့ကိုအသုံးချတတ်သလားအသုံးမချတတ်ဘူးလားဆိုတဲ့ပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ရဲ့အည်အသွေးကိုကြည့်ပြီးတော့ပဲအဓိကဝေဖန်ဖို့လိုတာပေါ့ဟုတ်လားသူ့ကိုအသုံးမချတတ်ဘူးဆိုရင်သူကကိုယ့်ကိုကောင်းကောင်းနှိမ့်ဆက်နိုင်တယ်ဟိုဦးဇင်းတို့
မြတ်စွာဘုရားလက်ထက်ကအပုဒ္ဒကတတိဆိုတာရှိတယ်သာသမီတရားမှမရှိမထုံငါအောင်ဒါပေမဲ့ပစ္စည်းဥစ္စာတွေကတော့ဂတိ40လောက်ကျွယ်ဝနေအဲ့ဒါသူကအလွန်နှမျောတယ်သူများကိုပေးဖို့မဆိုထားနဲ့သူများကိုသူ့ရဲ့စည်းစိမ်တွေကိုခံစားစေဖို့မဆိုထားနဲ့သူကိုယ်တိုင်ခံစားဖို့တောင်သူ့ကိုယ်သူတောင်မတတာဘူးသူကနော်စားရင်စကောထမင်းပုံရည်ဟင်းနော်ဆောင်းတော့တရွက်ထီစီတော့ယထာအိုဝတ်တော့ဖြင်းချမ်းတဲ့တောင်ဆိုးတဲ့ပတ်စံလျှော်ချီကိုရစ်ထားတဲ့အဝတ်ချမ်းကိုပဲဝတ်တယ်လို့ဆိုတယ်အဲ့ဒါလိုမစားရမတော့ရပေးဖို့ကမ်းဖို့ဆိုတာတော့ဝေးရောပေါ့နော်ဒီလိုနဲ့သူတည်သွားတော့ဒီပစ္စည်းဥစ္စာတွေကိုကောသလမင်းကြီးကအမွေခံမဲ့သားသမီးလည်းမရှိတော့ဆွေမျိုးလည်းမရှိတော့တိုင်းပြည်ဘန္နာဆိုပြီးတော့တိန်းတာအဲ့ဒါ9ရက်လောက်လှဲတွေနဲ့တိုက်ရတယ်လို့ဆိုတယ်အဲ့လောက်များတယ်ပေါ့ပစ္စည်းကအဲ့ဒီမှာမြတ်စွာဘုရားကအဲ့ဒီတတိကိုအကြောင်းပြုပြီးတော့မင်းကြီးတဲ့လောကကြီးမှာကောသလမင်းကြီးကမြတ်စွာဘုရားကိုသွားလျှောက်တာကိုအလွန်အောစရာကောင်းတဲ့လူပဲဒီလောက်ချမ်းသာတာကိုပဲဘာမှမသုံးဘူးမစားဘူးမပေးဘူးမကမ်းဘူးမလှူဘူးမတန်းဘူးအဲ့ဒီမှာမြတ်စွာဘုရားကမင်းကြီးတဲ့ဉာဏ်နေတဲ့လူတွေပိုင်တဲ့စည်းစိမ်ဥစ္စာတွေဟာတောထဲကဘလူးဆောင်တဲ့ရေကန်လိုပဲတဲ့နော်ဘလူးဆောင်တဲ့ရေကန်ဘယ်သူမှတောက်ခွင့်ချိုးခွင့်မရှိဘူးဒီတိုင်းအလဟတပျက်စီးသွားတာဒါကြောင့်ပစ္စည်းဥစ္စာဆိုတာကပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ရဲ့အည်အသွေးကိုလိုက်ပြီးတော့ကောင်းတဲ့အပိုင်းရှိတယ်ဆိုးတဲ့အပိုင်းရှိတယ်ဒါပေမဲ့သူကြီးတက်တက်ဝေဖန်ကြည့်မယ်ဆိုရင်မရှိမဖြစ်တဲ့အပိုင်းရှိတယ်အန္တရာယ်အများကြီးဖြစ်စေနိုင်တဲ့အပိုင်းလည်းရှိတယ်ဒါကြောင့်သူဟာအဲ့လိုအကောင်းတွေအဆိုးတွေရောနေတဲ့အတွက်ကြောင့်တကယ်တန်ဖိုးရှိတဲ့အရာစစ်လို့တော့မပြောနိုင်ဘူးတဲ့ဒါမင်းအဲ့ဒီတန်ဖိုးတကယ်မရှိဘူးလို့ဆိုရတဲ့ဒီပစ္စည်းဥစ္စာတွေတဲကတန်ဖိုးရှိတာကိုရအောင်မလုပ်နိုင်ဘူးလားဆိုတော့အဲ့လိုတော့မဟုတ်သူ့ကိုအကြောင်းပြုပြီးတော့တန်ဖိုးရှိတာကိုရအောင်ယူမယ်ဆိုရင်တော့ဖြစ်နိုင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒါနဆိုတဲ့ပေးနိုင်ကမ်းနိုင်လှူနိုင်တန်းနိုင်ဝေနိုင်မျှနိုင်တဲ့သဘောပဲဟုတ်လားမစ္စရိယဆိုတဲ့ဝန်တိုချင်းအညစ်အကြေးကိုဆေးကြောပြီးတော့နော်ဒါနဆိုတဲ့စာခဆိုတဲ့ပေးနိုင်တဲ့ကမ်းနိုင်တဲ့စွန့်ကျဲနိုင်တဲ့စွန့်လွတ်နိုင်တဲ့အဲ့ဒီဒါနဖြစ်အောင်လုပ်နိုင်ရင်တော့အဲ့ဒါတကယ်တန်ဖိုးရှိတာကိုရတယ်ဒါနစေတနာလေးကိုယ်တဏ္ဍာမှာဖြစ်သွားပြီဆိုတော့အဲ့ဒါတန်ဖိုးတကယ်ရှိသွားပြီသူ့ကိုလည်းတန်ဖိုးရှိတယ်လို့ပြောတဲ့နေရာမှာအယံကာယောကြီးအကြောင်းပဲပြောတာတော့မဟုတ်နော်ဒါနစေတနာလေးဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောရလဲအခြေခံကြကြပြောရရင်တော့တစ်အချက်ကိုတကယ်ပိုင်တယ်သိလားဒါနစေတနာကိုယ်တဏ္ဍာမှာဖြစ်ပြီဆိုရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်စေတနာအစွမ်းတတ္တိကိုပိုင်တာပေါ့ဟုတ်လားပိုင်နာမှသူကတကယ်ကိုပိုင်တယ်ပစ္စည်းဥစ္စာဆိုတာကဘလောက်ပဲကိုကကံနေဉာဏ်နေဝိရိယတွေကောင်းလို့ကိုဘဝမှာမပျက်စီးအောင်ထိမ့်သိမ်းနိုင်တယ်ဆိုအောင်တောင်မှခန္ဓာကိုယ်ကြီးပျက်စီးပြီဆိုရင်တော့ဒါကိုဟာမဟုတ်တော့ဘူးလေတော့ယန္တုမျိုး၅ပါးရဲ့ဓာန်ကနေပြီးတော့ကိုကအစွမ်းတွေထက်လွန်းလို့ကာကွယ်နိုင်တယ်ဆိုအောင်တောင်မှတနေ့ကျတော့ဒီခန္ဓာကိုယ်ကြီးစွန့်ရမယ်စွန့်တဲ့အခါမှာတော့ဒီပစ္စည်းတွေလည်းပဲတခါတည်းစွန့်လိုက်ရတယ်ဒါနစေတနာကြတော့အဲ့လိုမဟုတ်ခန္ဓာကိုယ်ကြီးကိုစွန့်ရတဲ့အခါမှာတောင်မှသူ့ကိုယ်ကိုစွန့်စရာမလိုဟုတ်လားအနုဂါမိကအစဉ်လိုက်တယ်လို့မြတ်စွာဘုရားဟောတာအနုဂါမိကအလွန်တစ္ဆာရှိတယ်မနေရဘူးပေါ့ဆိုလိုတာကရောက်ရဘဝရရခန္ဓာမှာအကျိုးပေးမယ်ဆိုတဲ့ဓာတ်တတိကလေးအနေနဲ့သူအမြဲတမ်းရှိတယ်ဟိုဒါနစေတနာကတော့သင်္ခါရတရားမို့လို့ပျက်စီးပါတယ်ဒါပေမဲ့အကျိုးပေးမယ်ဆိုတဲ့တတိလေးကတော့မပျက်စီးဘူးဖြစ်ရဘဝတိုင်းမှာသူပါတယ်လှုပ်ထားခဲ့ပြီဆိုရင်တော့သူကတော့ပါနေတာပဲနော်ဆိုကြပါစို့ဒီလူဘဝကပြောင်းသွားလို့ခွေးဖြစ်ခြင်းဖြစ်သွားမယ်အဲ့ဒီခွေးဖြစ်တဲ့တဏ္ဍာမှာအဲ့ဒီဒါနစေတနာရဲ့အစွမ်းတတ္တိပါတယ်နော်ဘယ်တရားပဲဖြစ်သွားအဲ့ဒီတတ္တိလေးကိုထားခဲ့เสียမလို့အဲ့ဒီလိုကောင်းတဲ့ဓာတ်တတ္တိကလေးတွေကိုပဲဒါပါရမီလို့ခေါ်တာပဲမဟုတ်လားဦးဇင်းတို့ဆိုကြပါစို့မြတ်စွာဘုရားကပါရမီတွေအများကြီးဖြည့်ဆည်းခဲ့တယ်ကောင်းတာတွေအများကြီးလုပ်ခဲ့တယ်ပေါ့တဲ့ပြောရရင်ခန္ဓာတွေကတော့အမျိုးမျိုးပြောင်းသွားတာပဲလေခွေးဖြစ်လိုက်နွားဖြစ်လိုက်လူဖြစ်လိုက်နတ်ဖြစ်လိုက်ဟုတ်လားသို့တော့အဲ့ဒီဓာတ်တတိကတော့ခန္ဓာတွေပြောင်းတယ်ပဲပြောင်းတဲ့ခန္ဓာတော့သူကတော့လိုက်ပြီးတော့ပါနေတာပဲဟုတ်လားအဲ့ဒီပါတဲ့ကိစ္စမှာနည်းနည်းထူးခြားတာလေးတစ်ခုပြောမယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားလောင်းတို့ကြတော့လှုပ်ထားတဲ့ကုသိုလ်သူတို့ကစုတတ်တယ်ပေါ့စုထားဘာကုသိုလ်ပဲလှုပ်ဘာပါရမီကိုပဲဖြည့်သဗ္ဗညုတဉာဏတပစ္စယောဟောတုဘုရားအဖြစ်ကိုအကျိုးကျေးဇူးပြုပါစေ
တခါမှတော့ဦးဇင်းတို့ကြတော့အဲ့လိုမဟုတ်ကုသိုလ်ကိုမပြုဘူးတော့မဟုတ်ဘဝတန်တရားမှာကုသိုလ်တွေအများကြီးပြုတယ်သို့တော့ရရဆဆဝါဝါမျိုးမျိုးဆိုလို့ရအောင်ရှာကုံအောင်ဖြုတ်စုတဲ့သဘောတိတ်တော့မရှိဘူးဟုတ်လားကုသိုလ်ကောင်းမှုတစ်ခုပြုတယ်ဆိုလို့ရှိရင်ဆန္ဒကအလွန်အရေးကြီးတယ်ဘာရကျင်လို့ပြုတာလဲဘလို့ရည်ရွယ်ချက်နဲ့ပြုတာလဲဘုရားလုံးကတော့ဘုရားဖြစ်ခြင်းတယ်ဆိုတဲ့ဆန္ဒနဲ့ပြုတယ်ဒကာဓမ္မတို့ဦးဇင်းတို့ကဘလို့ဆန္ဒတွေနဲ့ပြုတာလဲတချို့ကကြော်ကြားမှုကိုလိုချင်လို့ပြုတယ်ဟုတ်တယ်ကြော်ကြားမှုတော့ရလိမ့်မယ်ကျန်တာတော့ရချင်မှရမယ်သူကကြော်ကြားမှုပဲရချင်တာဘူးဟုတ်လားတချို့ကြတော့လည်းပဲလူချမ်းသာလက်ချမ်းသာဘဝတံပတိဘောဂတံပတိကိုလိုလားတယ်ဘဝတန်တရားမှာနော်ကောင်းကောင်းကျင့်လေခြင်းတယ်ကိုအရှိသဖြင့်ကောင်းခြင်းတယ်နိဗ္ဗာန်ကိုတော့သူမရည်ရွယ်ဘူးနော်အဲ့ဒါလိုဆန္ဒတွေကမမြတ်တဲ့အတွက်ကြောင့်ဒီကုသိုလ်ကောင်းမှုတွေသူလိုချင်တာတစ်ခုခုတော့ဒါပေးမှာပဲပြီးပြီးရင်သူကအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်ပျက်စီးသွားတာပဲကုန်သွားတာပဲအဲ့တော့ရအောင်ရှာကုန်အောင်သုံးတော့သိပြီးတော့အဖတ်မတင်ဘူးပေါ့ဟုတ်လားဘုရားလုံးကတော့ပြုသမျှကုသိုလ်တွေဟာဘာဖြစ်နေတော့စုထားတဲ့သဘောရှိတယ်အဲ့တော့ဦးဇင်းတို့ဘုရားလုံးဘုရားဖြစ်တော့မဲ့ဘဝရောက်ပြီဆိုတော့ပါရမီကုသိုလ်တွေကအကုန်လုံးပြည့်စုံနေပြီဒီဘဝပြီးရင်နောက်ထပ်ဘဝလည်းဆက်ဖြစ်เสียအကြောင်းမရှိတော့အဲ့တော့ဟိုကုသိုလ်ကောင်းမှုဒီကုသိုလ်ကောင်းမှုအစုံပြုခဲ့တာဆိုတော့အဲ့ဒီပါရမီကုသိုလ်ကောင်းမှုတွေကဒီတဘဝထဲမှာပြုံပြီးတော့အကျိုးပေးတယ်ငါကဒါလေးအကျိုးပေးပါရစေငါကလည်းဒါလေးအကျိုးပေးပါရစေတော့သဘောနဲ့ပေါ့ဒါကြောင့်ဘုရားလုံးဒီရုပ်လက္ခဏာအဖြစ်လည်းပဲဘယ်သူမှသူ့ကိုရှင်လို့မရအောင်နော်စိတ်သက်ဉာဏ်ပညာအဖြစ်လည်းသူ့ကိုရှင်လို့မရအောင်ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာဘယ်အည်အသွေးမှဘုရားလုံးကိုရှင်လို့မရဒါကြောင့်လည်းဘုရားဖြစ်သွားတယ်အဲ့တော့ဦးဇင်းတို့ပြောနေတာကပြုထားတဲ့ဒါနစေတနာသည်ဓာတ်တတိကလေးအနေနဲ့မပြတ်မစီလိုက်နေတယ်ဒါကြောင့်ဦးဇင်းတို့ဝိသုဒ္ဓောင်ဆိုတော်ဘုရားကြီးကအရာအလုံးပျက်စီးနေတယ်တဲ့နော်အရာအလုံးပျက်စီးနေတယ်မပျက်စီးတာတခုမှမရှိဘူးပျက်စီးခဲ့ပြီဒါတွေလည်းပျက်စီးအောင်မဲ့နောင်ဖြစ်လာတာတွေအကုန်လည်းပျက်စီးသွားမှာအရာအလုံးပျက်စီးနေပြီမလို့မပျက်စီးတဲ့အရာတစ်ခုရှိတယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ပါရမီပုံညာတံပါရနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုကတော့မပျက်စီးဘူးနော်ဒါနစေတနာပြည့်တယ်နော်သို့တော့ဓာတ်တတိမပြည့်ဘူးနိဗ္ဗာန်ချမ်းသာကိုရအောင်အကျိုးမဆောင်ရမချင်းသူရှိနေတယ်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ပိုင်ဆိုင်မှုဆိုတာနဲ့ဆွန့်လွတ်မှုဆိုတာဟာတန်ဖိုးခြင်းအလွန်ကွာခြားတယ်ပိုင်ဆိုင်မှုဆိုတာကတကယ်ပိုင်ဆိုင်တာမဟုတ်ဆွန့်လွတ်မှုဆိုတာကတကယ်ပိုင်ဆိုင်ဟုတ်လားပြီးတော့ဒီဒါနစေတနာတွေဖြစ်လျက်ဘဝမှာကိုယ့်ကိုအများကြီးချမ်းသာသေးမဲ့အကျိုးပေးမယ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာကိုကိုယ်ကရည်ရွယ်ပြီးတော့ပြုမယ်ဆိုရင်နိဗ္ဗာန်ချမ်းသာရဖို့တောင်အများကြီးအထောက်အကူပြုမယ်ပေါ့ဒါကြောင့်တန်ဖိုးခြင်းဘာမှမဆိုင်ဘူးအလွန်ကွဲပြားခြားနားတယ်ပေါ့ဒါကြောင့်ပိဋကပေါင်းတော်တော်တို့ပထမစဉ်းစားရမယ်အနှစ်သာရရှိခြင်းအနှစ်သာရမရှိခြင်းတန်ဖိုးရှိခြင်းတန်ဖိုးမရှိခြင်းဆိုတဲ့အတွဲမှာပိုင်ဆိုင်မှုနဲ့ဆွန့်လွတ်မှုနှိုင်းယှဉ်ပြီးတော့အပြည့်မှန်ထုတ်ရမယ်ပေါ့တဲ့တဲ့ပြောရရင်တော့ဆွန့်လွတ်မှုမပါတဲ့ပိုင်ဆိုင်မှုသည်တန်ဖိုးမရှိဘူးဆွန့်လွတ်မှုပါတဲ့ပိုင်ဆိုင်မှုဆိုရင်တော့တန်ဖိုးရှိတယ်ပိုင်ဆိုင်မှုကြီးတက်တက်ဆိုရင်တော့သူကအကာပဲလေဆွန့်လွတ်မှုကလေးပါမှသူကအနှစ်ရောသွားတယ်ပေါ့ဒါကြောင့်မဆိုတစ်ပင်တပင်ဆိုလို့ရှိရင်အကာကြီးပဲဆိုရင်တော့တိတ်တန်ဖို့မရှိဘူးတော့အိမ်တွေပါလေးဆောက်မယ်ဆိုရင်လည်းပိုးထိုးမယ်ခြာစားမယ်မြန်မြန်ပျက်စီးမယ်ပေါ့အနှစ်ကလေးဆိုလို့ရှိရင်တော့မဟောဂနီတို့ဗရောက်တို့ဟုတ်လားတန်ဖို့အလွန်မကြည့်ဘူးလားနော်သူနဲ့ပြိဘောကပစ္စည်းလုံးမဆိုရင်ပိုင်ဆိုင်တဲ့လုတ်တဲ့ပုဂ္ဂိုလ်ကအရင်သိမယ်အဲ့ဒီပြိဘောကပစ္စည်းကနောက်မှပြတ်မယ်ဟုတ်တယ်မို့လားဘာလို့ဆိုအနှစ်ကိုဗျဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့စွန့်လွတ်မှုမပါသောပိုင်ဆိုင်မှုသည်တန်ဖိုးမရှိဘူးလို့လွယ်လွယ်နားလည်ရမယ်ဒါကြောင့်ပိုင်ဆိုင်မှုဆိုတာလူတိုင်းမှာကိုယ်အတိုင်းတာနဲ့ကိုယ်တော့မရှိဘူးလားရှိတယ်အဲ့ဒီပိုင်ဆိုင်မှုဆိုတာတွေကနေပြီးတော့စွန့်လွတ်မှုဆိုတဲ့အနှစ်သာရလေးကိုရအောင်ယူနိုင်ရမယ်ကိုယ်အတိုင်းတာလေးနဲ့ကိုယ်ရအောင်ယူနိုင်ရမယ်ဓမ္မသာလင်ပိုင်ဆိုင်ရခြင်းသည်အဓိပ္ပာယ်ရှိမယ်ပေါ့ကိုယ်အစွမ်းစားနဲ့ရှာဖွေလို့ရထားတဲ့ပစ္စည်းကိုကိုယ်တယောက်တည်းပဲသုံးမယ်ဆိုရင်တော့အလွန်ကျဉ်းမြောင်းနေပေါ့နော်ဟုတ်တယ်မဟုတ်လားကိုယ်တယောက်တည်းသုံးသွားတဲ့လူနဲ့ဟာဆွေမျိုးတွေပါရောသုံးမယ်ပတ်ဝန်းကျင်လောကလူသားတွေပါရောပြီးတော့သုံးမယ်မျှမျှတတပဲဆိုရင်တော့ဒါမြင့်မြတ်တယ်ဆိုတာအပေါ်ယံစဉ်းစားကြည့်ရင်ကိုမသိနိုင်ဘူးလားသိနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့
တန်ဖိုးရှိတာကိုရယူနိုင်ဖို့အတွက်တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ခွဲခြားပြီးတော့သိဖို့လိုပါတယ်ပထမခွဲခြားပြီးတော့သိရမယ့်အတွေ့အထိပိုင်ဆိုင်မှုတွေမှရရှိနိုင်တဲ့စွန့်လွတ်မှုဆိုတဲ့အနှစ်သာရတွဲပြီးကြဆိုဗျာဒါပစုစဉ်းစားနေတာတော့ဆိုတော့ကဏ္ဍတထေသာစဉ်းစားနေတာဟုတ်ရဲ့လားနောက်သူဒုတိယဘာဆက်ပြီးတော့စဉ်းစားလဲဆိုတော့ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုသူဝေဖန်ကြည့်တယ်သုံးသပ်ကြည့်တယ်အဲ့လိုသုံးသပ်ကြည့်တယ်ဝေဖန်ကြည့်လိုက်တယ်ဆိုတော့လည်းပဲအဖြေကဘာထွက်လဲဆိုတော့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေပဲထွက်တယ်တဲ့ဘာဖြစ်လို့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေထွက်လဲဆိုတော့အကြောင်းပြချက်ကတော့ခိုင်ခိုင်လုံလုံကိုပြထားတယ်သူကဘဟုရောဂနံတာရဒနာဘာဝေနနေတရတံဣမတခန္ဓတသီလနာမတာရောဘဟုရောဂနံမြားပြားလှစွာသောယောဂဝေဒနာတို့ဖြင့်တာရဏဘာဝေနအမြဲတမ်းဆက်ဆံနေသည်ဖြစ်ကြောင်းနေတရတတကယ်တန်ဖို့မရှိသောဣမတခန္ဓတဤခန္ဓာကိုယ်ဤတာရောနာမအနှစ်သာရမြည်တွေကသီလတရားပါပေတည်းဒီခန္ဓာကိုယ်ကြီးကိုသူကတန်ဖိုးမရှိဘူးလို့ပြောတာအကြောင်းပဲပြောတာမဟုတ်ဘဟုရောဂနံတာရဏဘာဝေနမြောက်များလှစွာသောယောဂဝေဒနာတို့ဖြင့်နှိမ့်ဆက်ခြင်းကိုခံရတဲ့အတွက်ကြောင့်လို့သူကအကြောင်းပြတယ်ဒကာဓမ္မတို့ဦးရှင်တို့ငါဆိုပြီးတော့အတ္တဆိုပြီးတော့ဆွဲလန်းထားတဲ့ဒီခန္ဓာကိုယ်ကြီးဟုတ်လားဘာတုံးလို့ဝေဖန်ကြည့်လိုက်တော့ယောဂတုံးကြီးပဲမသက်သာတဲ့သဘောတွေရှုနေတာပါပဲကြီးတာနဲ့သိတာတော့ကွာမှာပေါ့ဗျာစေယုံစေကံသွားရမှစေစားရမှစေထိုးရမှငါခန္ဓာကိုယ်ကြီးကိုယောဂကနှိမ့်ဆက်နေတယ်လို့အဲ့ဒါလိုထင်ရင်တော့ဒါပြည့်စုံတယ်လို့မဆိုနိုင်ဘူးကြီးမားတဲ့ဉာဏ်လို့လည်းပဲမဆိုနိုင်ဘူးအမှန်ကတော့ဒီခန္ဓာကိုယ်ကြီးမှာမသက်သာတဲ့သဘောယောဂသဘောဆိုတာကတော့အချိန်နဲ့အမျှရှိနေတယ်နကုလပိဋကဒကာကြီးကိုမြတ်စွာဘုရားဟောထားတာရှိတယ်လေမုဟုတ်တံပိအာရောက်ကြံတခဏမြတ်ကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုလို့ရှိရင်ကိမေညတရဘာလားအဲ့ဒါမိုက်မဲလို့ပဲတဲ့ကိုတခဏလေးနေကောင်းပါတယ်လို့ပြောခဲ့ရင်အဲ့ဒါဘာလဲတော့ခန္ဓာရဲ့အကြောင်းကိုတကယ်မသိလို့ပဲတဲ့ကိုခန္ဓာရဲ့အကြောင်းကိုကိုတကယ်မသိလို့ဆိုလိုတာကခန္ဓာကိုယ်ကတခဏလေးမြတ်ကောင်းတယ်လို့တောင်ဝန်ခံလို့မရဒီနေမှာပိဋကပေါင်းတော်ကောင်းတို့ခန္ဓာကိုယ်ကိုယောဂကနှိမ့်ဆက်တယ်ဆိုတဲ့နေရာမှာအသေးစိတ်လေးတွေနားလည်ဖို့အတွက်တတိကြီးဖို့တော့လိုတယ်ပေါ့တတိထားပြီးတော့ကြည့်နော်တတိမမူရင်ကိုယ်တောင်မမြင်ဘူးတတိမူမယ်ဆိုရင်တော့မြူတောင်မြင်နိုင်တယ်ဆိုတာအလွန်မှန်တယ်တတိကလေးထားပြီးတော့ကြည့်မသက်သာတဲ့သဘောကတော့အမြဲတမ်းရှိတယ်ရှားလို့ကိုရတယ်ဟုတ်လားညောင်းလို့ပြောင်းထန်ရတယ်နော်အသက်ရှူမဝလို့ခါဆန့်ပြီးတော့ပြင်းပြင်းရှူလိုက်ရတယ်အနည်းဆုံးအဲ့ဒါကတော့မရှိဘူးလားရှိတယ်နောက်ပြီးတော့ဦးဇင်းတို့တရားဓမ္မတို့ရဲ့တန်တန်မှာအကြီးမားဆုံးယောဂဆိုပြီးတော့မြတ်စွာဘုရားနာမည်တက်ပြီးတော့ဟောထားတဲ့ယောဂတစ်ခုကလည်းပဲသေရပါမဲ့ယောဂတစ်ခုရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ဆာလောင်ခြင်းဆိုတဲ့ယောဂနော်ဇိကိစ္ဆာပရမရောဂဆာလောင်မှုသိခြင်းဒီယောဂတွေထဲမှာတော့အလွန်ကဲဆုံးသောယောဂပဲတဲ့ဘာဖြစ်လို့လဲဆိုတော့ပျောက်သွားတယ်ရဲ့လို့မရှိဘူးဒီခန္ဓာကိုယ်ကြီးရှင်သန်နေတယ်ဆိုတာအာဟာရဓာတ်တွေကိုလောင်ကျွမ်းရင်းကုန်ခန်းစေခြင်းဖြင့်ရှင်သန်ရတာအဲ့တော့ဦးဇင်းတို့မနက်ခင်းကထည့်လိုက်တဲ့အစာအာဟာရဟာနေ့လည်လောက်ရောက်တော့မရှိတော့ဘာဖြစ်လို့ခန္ဓာကိုယ်ကြီးကငါတဲ့ကိုအစာအာဟာရထည့်ပေးအောင်ဆိုတာကိုပါဇက်နဲ့မပြောတတ်တော့ဆာလောင်မှုဆိုတဲ့ဝေဒနာတစ်ရက်ကိုပြပြီးတော့မတောင်းဘူးလားတောင်းတယ်ခန္ဓာကိုယ်ကြီးကရုပ်ပိုင်းဆိုင်ရာကြီးကတောင့်တတာဆာလောင်တာကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကတက္ကာယဒိဋ္ဌိမကင်းကြသေးတော့ငါဆာလာပြီလို့ဆာတာကိုငါလို့ထင်တယ်ပေါ့ဟုတ်လားတကယ်တမ်းကတော့ဒီရုပ်ကြီးကရှင်သန်နေတယ်ဒီရုပ်ကြီးပျက်စီးမသွားအောင်ရှင်သန်နေတယ်ဆိုတာကဒီအာဟာရဓာတ်တွေကိုအကြောင်းပြုပြီးတော့အာဟာရဓာတ်တွေကိုလောင်ကျွမ်းရင်းဖြင့်ရှင်သန်ရတာဆိုကြပါစို့မော်တော်ကားတစ်စီးပြေးနေတယ်ဆိုရင်ဒီရှည်တွေကိုလောင်ကျွမ်းပေါက်ကွဲကုန်ခန်းစေခြင်းဖြင့်သူပြေးရတာကိုပြေးနေတဲ့များရှိကတော့ကုန်းနေမှာပဲဟုတ်တယ်မဟုတ်လားကုန်းနေတဲ့များတော့ထည့်ရမှာပဲမထည့်ခြင်းပြေးလို့ရမှာမဟုတ်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒီဆာလောင်ခြင်းဆိုတဲ့ယောဂတရက်3ခါလောက်ကုစားပေးရတယ်ပေါ့တရက်ကုလို့မပြီးတလကုလို့မပြီးနော်အချိန်တိုင်းသူကိုကုရလိမ့်မယ်သေမှပဲဒီယောဂပျောက်မယ်လို့မဆိုနိုင်ဘူးလား
ဒါပေမဲ့နောက်ခန္ဓာတစ်ခုရပြီဆိုရင်အဲ့ဒီယောဂကဆက်ပြီးတော့ရအောင်မှာပဲဒါကြောင့်ပိဋကပေါင်းတော်အောင်လို့ဒီခန္ဓာကိုယ်မှာယောဂအမျိုးမျိုးရှိနေတယ်ဆိုတာကိုနားလည်ဖို့လိုတယ်တကယ်တမ်းကတော့ခန္ဓာဟာဘဝဟာပြဿနာပါပဲအမျိုးမျိုးရှင်းရတယ်ပေါ့နော်အဝတ်နဲ့ရှင်းရတယ်အစားနဲ့ရှင်းရတယ်ရာသီဥတုမျှတအောင်လုပ်ပြီးတော့ရှင်းရတယ်ဘာလို့ဆိုဒီယုတ်ကအမျိုးမျိုးသူကဖောက်ပြန်လို့တဲ့သဘောရှိတာပေါ့ဒီနေမှာဦးဇင်းတို့ပိဋကပေါင်းတော်အောင်လို့ယောဂဆိုတာနဲ့ပတ်သက်ပြီးတော့ယောဂကိုပြောတာတော့ဆိုတာလေမကြားဘူးပြီးသားကိုပဲစဉ်းစားမိအောင်ပြောမှလို့စကားခံခဲ့တယ်နော်မြတ်စွာဘုရားကိုယဟန်တစ်ပါးကမေးတယ်မြတ်စွာဘုရားယောဂဆိုတာဘာကိုပြောတာတော့အဲ့တော့မြတ်စွာဘုရားကရိုးရိုးပဲပြောတယ်ရောဂောတိခောဘိက္ခုရူပနာမေတံအဓိဝဆနံယောဂဆိုတာရုပ်တရားကိုပြောတာတဲ့ဟောယောဂဆိုတာဘာကိုပြောတာတော့အလွန်စဉ်းစားကြရကောင်းတယ်နော်ယောဂဆိုတာရုပ်တရားကိုပြောတာရုပ်တရားဆိုတာပြောရုပ်ပတိတိရူပံဖောက်ပြန်တဲ့သဘောအပူနဲ့တွေ့ရင်တစ်မျိုးဖြစ်တယ်အေးနဲ့တွေ့ရင်တစ်မျိုးဖြစ်တယ်မတည့်တဲ့အစာအာဟာရနဲ့တွေ့ရင်ဟာတစ်မျိုးဖြစ်ပြန်တယ်ဟာစိတ်တွေချမ်းသာဖို့ဆင်းရဲပြန်ပြီးစိတ်ကတစ်မျိုးဖြစ်ရင်သူကလိုက်ပြီးတော့တစ်မျိုးဖြစ်ပြန်တယ်တစ်မျိုးပြီးတစ်မျိုးဟာအမျိုးမျိုးဖြစ်နေတယ်အဲ့ဒါရုပ်ပတိတိရူပံအဲ့ဒါယောဂပဲအဲ့ဒီရုပ်ရဲ့ဖောက်ပြန်မှုရဲ့ဓာန်ကိုခံစားတဲ့ဝေဒနာလူတွေကဝေဒနာကိုယောဂလို့ထင်တာအမှန်ကဝေဒနာကယောဂမဟုတ်ဘူးယုတ်ကယောဂယောဂရဲ့ဓာန်ကိုခံစားတာကမှဝေဒနာဟုတ်ရဲ့လားအဲ့တော့ယုတ်တိယောဂဆိုတဲ့ဟောပြောချက်ကိုနားလည်ရင်နားလည်သလောက်ဒီခန္ဓာကိုယ်ဟာယောဂတုံးကြီးဖြစ်တယ်ဆိုတာမရှင်းဘူးလားရှင်းတယ်အမြဲတမ်းပြုပြင်နေရတယ်ပြုပြင်ရတယ်ဆိုတာကကိုကကောင်းလို့ပြုပြင်ရတာလားမကောင်းလို့ပြုပြင်ရတာလားမပြောင်းလို့ပြုပြင်ရတာဗျာကောင်းရင်ပြုပြင်စရာမလိုတိုင်းထားလိုက်ဖို့ပဲရှိတယ်လေဟုတ်တယ်မို့လားဒီတိုင်းကတရားဓမ္မတို့ဦးဇင်းတို့တွေနိုင်ဝတ်တောင်မနေနိုင်ဘူးဒီတိုင်းမလုပ်ဖဲနဲ့နေလို့ရသလားနော်နည်းနည်းလေးခါလေးတော့ဆန့်လိုက်ရသေးတော့ရှိဘူးအကုန်လုံးမပြင်လိုက်ရအောင်တောင်မှနည်းနည်းလေးတော့စရွေးလေးမလို့မျိုးတော့ချရင်ချရမှာပေါ့ဟုတ်လားအနည်းဆုံးပြုပြင်မှုဆိုတာကတော့မရှိဘဲနေဖို့ဆိုတာမလွယ်ပြုပြင်ရတယ်ဆိုတာကိုကအဲ့ဒါမသက်သာလို့ဒီတိုင်းမကောင်းလို့ဟိုတိုင်းလုပ်ကြည့်မယ်ဆိုတဲ့သဘောပါပဲဒါယောဂသဘောကိုဦးဇင်းကထင်ရှားအောင်ပြောတာနော်ဟာကြီးလာပြီအသုံးများလာပြီဆိုရင်ယောဂတွေကအများကြီးတိုးလာမယ်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာယောဂကို3မျိုးလောက်ပြောထားတာရှိတယ်ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ပတ္တစိတ်တကတံဗိမံအရုကာယသမုဋ္ဌိတံအာတုရံဘဟုသင်္ကပ္ပံယတ္တနတ္ထိဒုဝံထိတိဆိုတဲ့ဂါထာလေးတွေရှိတယ်အဲ့မှာမြတ်စွာဘုရားကဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့ဟောတာလေးကစိတ်တကတံနော်ဆန်းဆန်းကြည်ကြည်ပြုထားတဲ့အရုကာယအနာတုံးအနာဝါကြီးဖြစ်တဲ့အတုရံအမြဲတမ်းနာကျင်ခြင်းကနှိမ့်ဆက်နေတဲ့ဒါဒီခန္ဓာကိုယ်ရဲ့မကောင်းတဲ့ဂုဏ်ဘုတ်တွေပါပဲဟုတ်လားအဲ့ဒီမှာအာတုရဆိုတဲ့စကားလုံးလေးတစ်လုံးပါတယ်အာတုရဆိုတာနာကျင်တဲ့သဘောပေါ့အဲ့ဒီအာတုရဆိုတဲ့စကားလုံးလေးကိုဦးဇင်းတို့မင်းကုန်းဆရာတော်ဘုရားကြီးကအာတုရဆိုတာ3မျိုးရှိတယ်တဲ့နာကျင်ခြင်း3မျိုးရှိတယ်တဲ့ဒီခန္ဓာကိုယ်ကြီးမှာနော်ပထမနာကျင်ခြင်းကဘာလို့ဆိုတော့ဇရာတုရဇရာတုရဆိုတာအိုလို့နာလာတာနော်အသက်ကြီးလာပြီဆိုတော့ခြေထောက်ကလည်းမကောင်းဘူးလက်ကလည်းမကောင်းဘူးခါးကလည်းမကောင်းဘူးခေါင်းကလည်းမကောင်းဘူးဘာမှမကောင်းဘူးဟုတ်လားမဖြစ်လာတော့နားလာတာအခိုင်းကြလာတဲ့ဆက်တစ်ခုခုနားကဟိုဝါချောင်းဟုတ်လားဟိုဘက်ဥကံပြုံးဘာမှသူ့ဟာကတဲ့တဲ့ရဲ့ရဲ့မရှိတော့ပုံမှန်မဟုတ်တော့အဲ့တော့အသက်ကြီးလို့ကိုခန္ဓာကိုယ်ဟာနားလာတယ်ဒါကိုဘာပြောမလို့ဇရာတုရအိုလို့နာတာဒါအိုရင်ဒါကိုရှောင်လို့မရဘူးဒါကြောင့်တချို့ဆရာဝန်တွေကပြောတာရှိတယ်လေယောဂဖြစ်တဲ့လူကြီးတွေသွားပြတယ်ဒါအသက်ကြီးလို့ဖြစ်တာကုလို့မရဘူးတတ္တယုံလောက်ပဲလုပ်ရမယ်အဲ့ဒါကိုဘာခေါ်မလို့ဇရာတုရနောက်ဒုတိယအာတုရကဘာလဲဆိုတော့ရောဂတုရတဲ့တချို့မအိုသေးပဲနဲ့နာတယ်ဘာလို့ဆိုယောဂကနှိမ့်ဆက်လို့လူကအသက်မကြီးသေးဘူးယောဂကအမျိုးစုံနေပြီနော်ဖြစ်လေရဘဝသူများကိုနှိမ့်ဆက်ခဲ့တဲ့ညှင်းဆဲခဲ့တဲ့ဒေါသအာကြီးခဲ့တဲ့ပုံကိုယ်တွေအဲ့လိုယောဂများတာပဲယောဂများပြီဆိုဒါနာကျင်တယ်ကြိုက်ခဲ့တယ်နောက်ဦးဇင်းတို့တတိယနာကျင်ခြင်းကဘာလို့ဆိုတော့ကိလေသာတူတာလောဘဒေါသကြောင့်နာကျင်တယ်ဒါလေးကတော့အလုံးမစဉ်းစားရကောင်းတယ်ပေါ့လောဘဒေါသကြောင့်နာကျင်တယ်ဆင်းရဲတယ်ဒါကလည်းပဲတတိတွေဉာဏ်တွေကောင်းမှသိနိုင်တယ်ပေါ့ညာတော့ဖြစ်တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကဒီလောဘဒေါသနဲ့ပဲနေနေတာ
သူတို့နဲ့နေရတာနာကျင်တယ်ဆိုတာကိုမခံစားမိဘူးသူတို့နဲ့နေရတာနာကျင်တယ်အခါရခက်တယ်ဆိုတာကိုတကယ်ထင်ရှားခြင်းနဲ့ဆိုရင်သူတို့မရှိဘဲနေကြည့်တဲ့ကာလလေးတွေများအောင်ကြိုးစားကြည့်သင့်တယ်သူတို့မရှိတဲ့အချိန်မှာဘလောက်တက်တာလဲဆိုတာကိုသိမယ်ဆိုရင်သူတို့ရှိတဲ့အခါမှာဘလောက်ဆင်းရဲလဲဆိုတာကိုသိနိုင်တယ်နော်အရေးသေးရောက်မှနေပူတဲ့နေရတာတော်တော်ပင်ပန်းပါလားဆိုတာကိုသိနိုင်တယ်နေပူတဲ့ကြီးနေကြဆိုရင်သိပြီးတော့ပူလို့ပုံမှန်မသိတာရှိတယ်တချို့အလွန်ဆင်းရဲတဲ့လူတွေနေပူတဲ့မဲ့လုံနေတာပဲသူတို့မှပူတယ်လောင်တယ်လို့သိပြီးတော့ညီးတာမရှိဘူးအရေးသေးကြီးအမြင်နေတဲ့လူတယောက်နေပူတဲ့ခဏလေးသွားလိုက်တာနဲ့ဟာပူလာကြီးလောင်လာကြီးဖြစ်လာဒါတဘာဝလေးတွေကိုဦးဇင်းတို့ပြောပြတာပါအဲ့တော့လောဘဒေါသကြောင့်ဒီစိတ်ဟာပူလောင်နေနာကျင်တယ်ဆိုတာကိုထင်ရှားခြင်းနဲ့ဆိုရင်လောဘဒေါသမရှိပဲဖြစ်အောင်နေကြည့်တတ်တဲ့အလေးအကျင့်လေးကြိုးစားကြည့်သင့်တယ်ပေါ့အဲ့တော့ဦးဇင်းတို့နာကျင်ခြင်းဘယ်နှမျိုးလဲ၃မျိုးနော်ဇရာတုရအိုလို့နာလာတယ်ရောဂတုရအနာယောဂကြောင့်နာတယ်ကိလေသာတုရကိလေသာတို့ကြောင့်နာတယ်အဲ့တော့ဦးဇင်းတို့အကုန်ခြုံပြောရရင်ဒီခန္ဓာကိုယ်ကြီးဟာအကြောင်းအမျိုးမျိုးကြောင့်နာကျင်နေတယ်အဲ့ဒီနာကျင်နေတဲ့အတွက်ကြောင့်သူဒီတကယ်တန်ဖိုးရှိတဲ့အရာမဟုတ်ဘူးလို့သုံးသပ်တယ်တဲ့ဘဟုရောဂာနံတာရဏဘာဝေနနိတ္တာရတ္တဣမတ္တခန္ဓတယောဂသဘောအများကြီးဖြင့်ဆက်ဆံနေတဲ့အတွက်ကြောင့်ဒီခန္ဓာကိုယ်ဟာတန်ဖိုးတကယ်မရှိဘူးဒါနဲ့ရင်သူ့ကိုအကြောင်းပြုပြီးတော့တန်ဖိုးရှိတာကိုမရနိုင်ဘူးလားဆိုတော့အဲ့လိုတော့လည်းမဟုတ်သူ့ကိုအကြောင်းပြုပြီးတော့တကယ်တန်ဖိုးရှိတာကိုရအောင်ယူမယ်ဆိုရင်တော့ရနိုင်တယ်တဲ့အဲ့ဒါကဘာလဲဆိုတော့သီလပဲတဲ့သီလဆိုတာဒီခန္ဓာကိုယ်ကြီးနဲ့ကင်းပြီးတော့ဖြစ်တာမဟုတ်ဒီခန္ဓာကိုယ်ကြီးကိုပဲအရင်အမိပြုပြီးတော့သီလဆိုတာဖြစ်ရတာသီလဆိုတာကိုယ်နဲ့နှုတ်ကိုတန့်ရှင်းအောင်စင်ကြယ်အောင်ဖြူစင်အောင်ကြိုးစားတာကိုသီလလို့ဆိုတာမဟုတ်လားကိုယ့်ရဲ့ကာယကံကြောင့်တပါးသောတတ္တဝါတွေမစင်ရဲစေဖို့ကိုယ့်ရဲ့ဝစီကံအပြောကြောင့်တပါးသောတတ္တဝါတွေမစင်ရဲစေဖို့ကာယကံနဲ့ဝစီကံကိုတတ်နိုင်တဲ့မြတ်အပြစ်ကင်းအောင်စောင့်စည်းထိမ့်သိမ်းတာကိုဘာခေါ်လဲသီလအဲ့ဒီသီလသည်ဒီခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့ဖြစ်တာသူဖြစ်ပြီဆိုရင်တော့အလွန်တန်ဖိုးရှိတာကိုရတယ်ပေါ့ဒီနေရာမှာဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့သီလဆိုတဲ့နေရာမှာမလုတ်တဲ့မလုတ်ထိုက်တာကိုမလုတ်ဖြစ်အောင်ရှောင်ကျင်ရတယ်ဆိုတဲ့သီလရှိတယ်ဝါရိတသီလသောတော်ကပိဋကပေါင်းတော်ကောင်းတို့စောင့်တည်လိုက်တဲ့သီလပေါ့နော်နောက်ဦးဇင်းတို့နောက်ထပ်သီလတစ်မျိုးရှိသေးတယ်အဲ့ဒါကတော့လူတွေကသိပြီးတော့မစင်စားဖြစ်ကြဘူးလို့ထင်တယ်နောက်ထပ်သီလတစ်မျိုးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုလှုပ်လိုက်မှပြည့်စုံတဲ့သီလစာရိတ္တသီလမိဘကသာသမီပေါ်မှာလှုပ်ရမယ့်တာဝန်တွေဝတ္တရားတွေရှိတယ်သာသမီကမိဘပေါ်မှာပြုရမယ့်အလုပ်တွေတာဝန်တွေဆိုတာရှိတယ်ဆရာတစ်ပည့်အချင်းချင်းပြုရမယ့်တာဝန်ရှိတယ်မိတ်ဆွေအချင်းချင်းပြုရမယ့်တာဝန်ရှိတယ်အဲ့ဒါလိုလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုမလုပ်ပြန်ဘူးဆိုရင်လည်းဒါသီလတကယ်ရှိရလို့မဆိုနိုင်ဘူးအဲ့တော့သီလတကယ်ရှိတယ်ဆိုရင်မလုတ်တဲ့မလုတ်ထိုက်တာကိုမလုတ်မိအောင်စောင့်ထိန်ဖို့လိုသလိုလုတ်တဲ့လုတ်ထိုက်တာကိုလည်းလုတ်ဖြစ်အောင်ကြိုးစားဖို့လိုတယ်အဲ့ဒီနှစ်ခုမှာဘယ်ရာကပို့ပြီးတော့အရေးကြီးမယ်ထင်လဲမလုတ်တဲ့မလုတ်ထိုက်တာကိုမလုတ်မိအောင်ရှောင်ရဖို့ကပို့ပြီးတော့အရေးကြီးတယ်ဒါကြောင့်အဲ့ဒါကပဲပို့ပြီးတော့တွင်ကျယ်တယ်လို့ဆိုရမယ်ပေါ့နော်သူများတဲ့မတတ်တဲ့ဘူးတတ္တဝါတိုင်းဟာကိုယ့်ရဲ့ရှင်သန်မှုကိုတတ္တဝါတိုင်းမျက်နှိုးတယ်ဘယ်သူပဲတတ္တဝါမှမသေးခြင်းဘူးသေရမှကြောက်တယ်အဲ့ဒါလိုသူတစ်ပါးရဲ့ရှင်သန်မှုသူတစ်ပါးတန်ဖိုးထားတဲ့အရာကိုဖျက်ဆီးမယ်ဆိုရင်ကိုယ့်ရဲ့ရှင်သန်မှုဟာလည်းပဲအကြောင်းတစ်မျိုးမျိုးကြောင့်တစ်ချိန်ချိန်မှာဖျက်ဆီးရလိမ့်မယ်လောကကြီးရဲ့သဘာဝဆိုတာအလွန်တရားတယ်မျှတတယ်တူညီတဲ့အကျိုးပေးကိုရတယ်ဟုတ်လားလောကကြီးမှာလူတွေတတ္တဝါတွေကဘာကိုတန်ဖိုးအထားဆုံးလို့လဲမေးရင်ဒီရှင်သန်မှုကိုတန်ဖိုးထားတာအဲ့ဒီတန်ဖိုးအထားဆုံးဆိုတဲ့ရှင်သန်မှုကိုဖျက်ဆီးတယ်ဆိုရင်ဒါအလွန်ဆိုးဝါးတဲ့အမှုကြီးပေါ့ဟုတ်တယ်မဟုတ်လားသူများရဲ့ရှင်သန်မှုကိုကြတော့ဖျက်ဆီးခြင်းနဲ့ကိုယ်ရှင်သန်မှုကိုကြတော့အထိကိမခံနိုင်ဘူးဆိုရင်ဒီလူဟာစိတ်ကောင်းရှိတဲ့လူလို့ဆိုမလားစိတ်ယုတ်မှရှိတဲ့လူလို့ဆိုမလားဒါစဉ်းစားရပေါ့ဆက်ပြီးတော့စဉ်းစားနော်ပိုင်ဆိုင်မှုလူတိုင်းမျက်နှိုးတယ်ခိုးတယ်ယူတယ်ဆိုရင်ဒါပိုင်ဆိုင်မှုကိုဖျက်ဆီးတယ်လူတိုင်းဒီကာမဂုဏ်ကိစ္စဒီအိမ်တော်ရေးကိစ္စပါရခြင်းတယ်စဉ်းစားကြည့်ပါပိဿတို့ဉာဏ်ရှိတယ်ဒါကြောင့်မလုတ်တဲ့မလုတ်ထိုက်တဲ့အလုပ်ကိုမလုတ်မိအောင်ကြိုးစားဖို့ကပို့ပြီးတော့အရေးကြီးတယ်လုတ်တဲ့လုတ်ထိုက်တဲ့အလုပ်ကိုပါလုတ်ဖြစ်အောင်ကြိုးစားအောင်မယ်ဆိုရင်တော့ဒါအတိုင်းထက်အလွန်ပေါ့နော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့အဲ့ဒီမြင့်မြတ်တဲ့သီလတ
မာဓိပညာတို့ရဲ့အကြောင်းတရားဖြစ်တဲ့သီလနိဗ္ဗာန်ချမ်းသာကိုမြန်မြန်ရစေနိုင်တဲ့သီလသူတော်ကောင်းတရားမှန်သမျှတို့ရဲ့တရားဖြစ်တဲ့သီလရဲ့ဂုဏ်ကျေးဇူးကိုပြောရင်တော့ကိုယ်နိုင်ဝယ်ရမရှိဘူးဟုတ်လားသီလတကယ်ရှိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်မှလူလောကကြီးမှာရဲရဲချင်းချင်းနေနိုင်တယ်နောင်တရစရာဘာမှလည်းမရှိဘူးနော်တေဂာနိမှာတူတူဝေသေးစရာအကြောင်းလည်းမရှိဘူးဟုတ်လားပြီးရင်သိပြီးတဲ့နောက်ကောင်းရမြတ်ရကိုလည်းရှောင်းနိုင်တယ်နော်ပိတ်တကြသွားရင်ညှိုးငယ်စရာလည်းမလိုဘူးမကောင်းတဲ့ကြော်သောတန်တွေထွက်စရာအကြောင်းလည်းမရှိဘူးတကယ်တော့သီလရဲ့ဂုဏ်ကျေးဇူးပြောစရာအများကြီးရှိပါတယ်အဲ့ဒီလောက်ကောင်းတဲ့တကယ်တန်ဖိုးရှိတဲ့သီလဆိုတာဒီခန္ဓာကိုယ်ကြီးကိုပဲအရင်ပြုပြီးတော့ရှားရတာခန္ဓာကိုယ်ကြီးဟာသူကြီးတက်တက်ဆိုရင်တော့တန်ဖိုးတကယ်ရှိတယ်လို့မဆိုနိုင်ဘူးသီလဆိုတဲ့အနှစ်ကိုထည့်နိုင်မယ်ဆိုရင်တော့အနှစ်နဲ့တွဲသွားတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပြည့်တဲ့ပေါင်းတော်အောင်တို့သီလမပါသောခန္ဓာသည်အနှစ်ကင်းတယ်ဟုတ်လားသီလပါတဲ့ခန္ဓာတည်တာလည်းအနှစ်တည်တယ်ဆိုတာကိုနားလည်ပြီးတော့ဒုတိယအတွဲပြောမှဆိုရင်တော့အများကြီးပြောစရာရှိသေးတယ်နော်ဒါပေမဲ့နောက်ထပ်ဦးဇင်းတို့ပြောစရာအရေးကြီးတာကြံနေလို့သီလနဲ့ပတ်သက်ပြီးတော့ဒီလောက်ပဲပြောရမယ်ဟုတ်လားအဲ့တော့ခန္ဓာကိုယ်ဟာအမျိုးမျိုးသောယောဂတွေရဲ့နှိမ့်ဆက်ခြင်းတန်ကိုခံရတဲ့အတွက်ကြောင့်တကယ်တန်ဖို့ရှိတယ်လို့မဆိုနိုင်ဘူးသို့တော့ကိုချင်းသီလကိုသူ့ကိုအကြောင်းပြုပြီးတော့ရအောင်လုပ်နိုင်မယ်ဆိုရင်တော့အနှစ်သာရကိုရတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ဒုတိယအတွဲခန္ဓာနဲ့သီလခန္ဓာကြီးတက်တက်ဆိုရင်တန်ဖိုးတကယ်ရှိတယ်လို့မဆိုနိုင်ဘူးသီလဆိုတဲ့အနှစ်ကိုပါအောင်လုပ်ဖို့လိုတယ်ဆိုတဲ့အချက်ဘယ်နှတဲရှိသွားပြီတော့နှစ်တွဲရှိသွားပြီနော်ပိုင်ဆိုင်မှုရဲ့အနှစ်သာရသည်ဆွန်လွတ်မှုခန္ဓာကိုယ်ရဲ့အနှစ်သာရသည်သီလဟုတ်ရဲ့လားအေးနောက်ဦးဇင်းတို့တတိယဘုရားလုံးကဘာဆက်ပြီးတော့စဉ်းစားလဲရှင်သန်ခြင်းဆိုတဲ့ဒီအသက်နဲ့ပတ်သက်ပြီးတော့စဉ်းစားနော်ကံမကုံသေးသေးရဲ့ဘဝမှာတရားဓမ္မတို့ဦးဇင်းတို့တွေနေကြရအောင်ပါနေတယ်ဆိုတာရှင်းနေတယ်ရှင်တယ်ဆိုတာရဲ့နေတယ်ဆိုတာရဲ့အဓိပ္ပာယ်ကဘာလဲတူတူပါပဲအဲ့ဒီရှင်သန်မှုဒီဇီဝိတဒီအသက်အဲ့ဒါကိုသူကဝေဖန်ကြည့်တယ်အဲ့ဒါလိုဝေဖန်လိုက်တဲ့အခါကျတော့ဒီရှင်သန်မှုကိုလည်းပဲတန်ဖိုးမရှိဘူးဆိုတဲ့အဖြေကိုပဲထုတ်ပြသွားတယ်တရားဓမ္မတို့ဦးဇင်းတို့တွေကတော့ရှင်သန်မှုကိုအလွန်မှတန်ဖိုးထားတယ်နော်ဟုတ်လားဒါပေမဲ့ရှင်သန်မှုကိုတန်ဖိုးထားတယ်ဆိုတဲ့နေရာမှာပြီးရင်ကိုပြပြနားလည်သွားမှာပါရှင်သန်မှုရဲ့တန်ဖိုးဆိုတာဘာကိုပြောတာလဲရှင်သန်မှုကတန်ဖိုးမရှိဘူးဆိုတာဘာကိုပြောတာလဲရှင်သန်မှုဟာလူဘဝရဲ့ရှင်သန်မှုတွေတန်ဖိုးမရှိဘူးဆိုတဲ့ရှုထောင့်ကကြည့်ရင်တန်ဖိုးမရှိဘူးတန်ဖိုးရှိတယ်ဆိုတဲ့ရှုထောင့်ကကြည့်ရင်တန်ဖိုးရှိတယ်တန်ဖိုးမရှိဘူးဆိုတဲ့ရှုထောင့်ကဘာပြောတာလဲဆိုတော့သူကြီးတက်တက်ဒီတိုင်းသာဖြစ်ရင်တော့တန်ဖိုးမရှိဘူးဒါပေမဲ့လို့လူဘဝရဲ့ရှင်သန်မှုကဒီဆင်းရဲလာတဲ့ဒုက္ခတွေကလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်ရှိတဲ့အတွက်ကြောင့်အဲ့ဒီရှုထောင့်ကကြည့်ရင်တော့ဘလို့မှတန်ဖိုးဖြတ်လို့မရအောင်တန်ဖိုးရှိတယ်အခုဘုရားလုံးကရှင်သန်မှုဒီတန်ဖိုးမရှိဘူးလို့ပြောတာဟာအဲ့ဒီလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်ရှိခြင်းမရှိခြင်းဆိုတာနဲ့ပတ်သက်ပြီးတော့သူကဝေဖန်နေတာမဟုတ်ဒီရှင်သန်ခြင်းတသက်ကိုပဲသူကဝေဖန်တာရှင်သန်ခြင်းတသက်မှာတော့တန်ဖိုးမရှိဘူးဘာကြောင့်လို့ဆိုတော့တဲ့အနိစ္စန္တိတဘာဝေနအဘိနပိလနထောနိတ္တာရတဣမတဇီဝိတတဘာဝနာနာမတာရောတဲ့နော်အနိစ္စန္တိတဘာဝေနမမြဲခြင်းတဘာဝတရားသည်အဘိနပိလနထောအမြဲတမ်းနှိမ့်ဆက်နေတဲ့အတွက်ကြောင့်ရှင်သန်မှုကိုတန်ဖိုးမရှိဘူးလို့ပြောခြင်းရဲ့အကြောင်းတရားတွေ့ပြီနော်မမြဲခြင်းသဘောကအမြဲတမ်းနှိမ့်ဆက်နေလို့ဒီနေရာမှာဦးဇင်းတို့စိတ်ဝင်စားတာလေးပစ္စည်းဥစ္စာကိုယန္တုမျိုး၅ပါးကဝန်းရံနေတယ်ဆက်ဆံနေတယ်တာရတနာဘာဝေနဆိုတဲ့အသုံးမဲ့သုံးတယ်ဒီခန္ဓာကိုယ်ကိုယောဂါကနှိမ့်ဆက်တယ်ဆိုတဲ့နေရာမှာလည်းပဲတာရတနာဘာဝေနဆက်ဆံနေတယ်ဆိုတာပဲသုံးတယ်ကိုရှင်သန်ခြင်းကိုအနိစ္စသဘာဝကနှိမ့်ဆက်တယ်ဆိုတဲ့အသုံးကိုသုံးထားတယ်အဲ့ဒီနှိမ့်ဆက်တယ်ဆိုတဲ့နေရာမှာတော့မှအဘိနဆိုတဲ့စကားလေးထည့်တာအဘိနပိလနထောအမြဲတမ်းနှိမ့်ဆက်တယ်တတ်တာခွင့်ဘယ်အချိန်မှမရှိဘယ်အချိန်နှိမ့်ဆက်တာဘယ်အချိန်တော့မစိတ်မနှိမ့်ဆက်ဘူးလို့လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့အချိန်တစ်ချိန်မှမရှိဘူးရှင်သန်မှုကိုမမြဲခြင်းသဘောကနောက်ကအမြဲတမ်းလိုက်ပြီးတော့ဖြည့်ဆည်းနေတယ်နှိမ့်ဆက်နေတယ်ဆိုလိုတာကဘဝမှာဘလို့ရှင်သန်မှုမျိုးမဆိုပြီးဆုံးချုပ်ပြောက်သွားကြတာကြီးပဲလို့ပြောတာ
နော်ဆင်းရဲသားတယောက်ရဲ့ရှင်သန်မှုလည်းပြီးဆုံးသွားတာချမ်းသာတဲ့လူတယောက်ရဲ့ရှင်သန်မှုဟာလည်းပြီးဆုံးသွားတာဆင်းရဲတာနဲ့ချမ်းသာတာနဲ့အပေါ်ယံမတူပေမလို့ကြွားချပေမလို့ပြီးဆုံးသွားတာချင်းကြတော့တူတယ်နော်ဆိုကြပါစို့ဆင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူကိုအသာထားပါအောင်ဗျာကိုတယောက်တည်းမှာကိုပဲဆင်းရဲတဲ့အခါရှိတယ်ချမ်းသာတဲ့အခါရှိတယ်ဆင်းရဲတဲ့အခါလည်းပဲဖြစ်ပေါ်လာတယ်ပြီးဆုံးသွားတာပဲချမ်းသာတဲ့အခါလေးမှာလည်းပဲအကြာကြီးတည်နေတာမဟုတ်ဘူးဖြစ်ပေါ်လာတယ်ပြီးဆုံးသွားတယ်တူညီစွာပြီးဆုံးသွားကြတယ်ဒီနေရာမှာဦးဇင်းတို့ဒီပြီးဆုံးခြင်းအနိစ္စသဘာဝကိုမြင်ရင်မြင်တဲ့လောက်ဘဝတည်တန်ဖိုးမရှိဘူးဆိုတာကိုနားလည်မယ်လို့ဆိုလိုတာဘဝတန်ဖိုးမရှိဘူးလို့ပြောတာအဲ့ဒီပြီးဆုံးခြင်းအနိစ္စတရားကနှိမ့်ဆက်နေလို့တန်ဖိုးမရှိဘူးလို့ပြောတာကောင်းလို့လည်းပဲထိန်းထားလို့မရဘူးမကောင်းလို့လည်းပဲထိန်းထားလို့မရဘူးပုံမှန်သွားတာပဲဒီနေရာမှာဦးဇင်းတို့ပိဋကပေါင်းတော်ပေါင်းတို့ဆင်းရဲတဲ့လူရဲ့ရှင်သန်ခြင်းကသာတန်ဖိုးမရှိတာပါချမ်းသာတဲ့လူရဲ့ရှင်သန်ခြင်းကတော့တန်ဖိုးရှိလေမလားလို့ဒီလိုတွေးမိကောင်းတွေးမိမယ်ပေါ့တကယ်တော့ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာကအပေါ်ယံကြည့်ရင်သာကွာခြားတယ်လို့ထင်ရတာကွာတော့ကွာခြားပါတယ်မကွာခြားဘူးလို့တော့မဆိုလိုပါဘူးဆင်းရဲတာကဆင်းရဲတာပေါ့ချမ်းသာတာကချမ်းသာတာပေါ့ဘယ်တူပါမလဲဟုတ်လားသို့တော့အဲ့ဒီဆင်းရဲခြင်းနဲ့ချမ်းသာခြင်းမှာလေးလေးနက်နက်ကြဲကြဲပြန့်ပြန့်တူနေတဲ့အချက်တွေရှိတယ်အဲ့ဒါကိုမြင်အောင်သိအောင်ကြိုးစားဖို့လိုတယ်အဲ့ဒီတူတဲ့အချက်ကိုမြင်မှတကယ်ဉာဏ်ရှိတယ်လို့ဆိုနိုင်မယ်ဆိုကြပါစို့ဦးဇင်းတို့သင်္ကုတ္တပါဠိတော်မှာဒုတိယလောကဓမ္မသုတ်တံဆိုတာရှိတယ်အဲ့ဒီဒုတိယလောကဓမ္မသုတ်တံမှာမြတ်စွာဘုရားဗာဟောထားတယ်ဆိုတော့လောကဓာတ်တရားတွေနဲ့ပတ်သက်ပြီးတော့ဝေဖန်တယ်လောကဓာတ်တရား၈ပါးရှိတယ်ပိဿတို့သိရနော်လာဘောအလာဘောယတောအာယတောနေနာပတန္တာဒုက္ခဒုက္ခလာဘောလက်ရတယ်ပြည့်စုံတယ်ကိုဖြစ်ချင်တာလေးဖြစ်တယ်အလာဘောလက်မရဘူးမပြည့်စုံဘူးရပြီးသားပစ္စည်းတွေဟုတ်လားရတော့အချမ်းရံလေးအကျော်တော်တွေအချမ်းရံလေးရှိတယ်အချွေရံလေးရှိတယ်ကိုကိုချစ်တဲ့ခင်တဲ့လူတွေဝိုင်းဝိုင်းလဲနေတယ်အရတော့အချမ်းရံမရှိဘူးအထီးကျန်ဆန်းနေတဲ့ကိုကိုမုန်းတဲ့လူတွေပဲရှိနေတယ်ကဲနော်ပြီးတော့ဗာလဲနေနာပတန္တာချီးမွမ်းတဲ့ကဲ့ရဲ့ဒုက္ခဒုက္ခချမ်းသာတဲ့ဆင်းရဲတဲ့ရှင်းမျိုးအဲ့ဒီမှာမကောင်း၄မျိုးကောင်း၄မျိုးနော်ရတယ်အချမ်းရံရှိမယ်ချီးမွမ်းမယ်ချမ်းသာမယ်ဆိုတော့ဒါကောင်းတယ်ပေါ့မရဘူးရပြီးသားလေးပြည့်ရှိတယ်အချမ်းရလည်းမရှိဘူးအထီးကျန်ဆန်းနေတယ်ပြီးတော့မှလည်းကဲ့ရဲ့တယ်ဆင်းရဲတယ်ဆိုရင်တော့မကောင်းဘူးဒီနေ့မှာဦးဇင်းတို့ပြောချင်တာကအဲ့ဒီမကောင်းတဲ့လောကဓာတ်နဲ့ကောင်းတဲ့လောကဓာတ်ဒီနှစ်ခုမှာကွာခြားချက်ထူးခြားချက်လောက်ကိုသာသိမယ်ဆိုရင်တော့ဒီပုဂ္ဂိုလ်ဆင်းရဲဒုက္ခကမလွတ်နိုင်ဘူးကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်တကယ်တမ်းကတူညီတဲ့အချက်တွေရှိတယ်အဲ့ဒီတူညီတဲ့အချက်တွေကိုသိအောင်မြင်အောင်ကြိုးစားနိုင်မှသာလေဒီပုဂ္ဂိုလ်ဆင်းရဲဒုက္ခကလွတ်နိုင်တယ်ဒကာဓမ္မတို့ဦးဇင်းတို့တွေကတူတာကိုသိပြီးတော့သတိမထားအောင်မတူတာတွေကိုပဲသတိထားအောင်ချမ်းသာတာကတော်တော်ကိုချမ်းသာတယ်ကောင်းလိုက်တာလို့ပဲဒီလိုထင်တယ်ကောင်းလိုက်တာဆိုတော့ဘာလို့မမောတဲ့လောဘနဲ့နှစ်မောနေပေါ့ဆင်းရဲတဲ့မကောင်းတဲ့လောကဓာတ်ကတော့တကယ်ကိုမကောင်းဘူးဆိုတော့ဘာလဲမကျင်တတ်တဲ့ဒေါသနဲ့နှစ်မောနေပေါ့အဲ့ဒီမတူတဲ့အချက်ကိုပဲဒကာဓမ္မတို့ဦးဇင်းတို့ကသတိထားမိတကယ်တမ်းကဆင်းရဲတာပဲဖြစ်ဖြစ်ချမ်းသာတာပဲဖြစ်ဖြစ်ကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်သူတို့မှာတူနေတဲ့အချက်၃ချက်ရှိတယ်တဲ့မြတ်စွာဘုရားထုတ်ပြတယ်အဲ့ဒီအချက်၃ချက်ကဘာလဲဆိုတော့အနိစ္စဒုက္ခဝိပရိနာမဓမ္မ၃ချက်ထုတ်ပြတယ်ကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်အနိစ္စမြဲတဲ့သဘောတွေမဟုတ်ဘူးတဲ့ကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်ဒုက္ခဆင်းရဲခြင်းရဲ့အကြောင်းတရားတွေမျှတာဖြစ်တဲ့ကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်မကောင်းတဲ့လောကဓာတ်ပဲဖြစ်ဖြစ်ဝိပရိနာမဓမ္မတမျိုးတမြည်ဖောက်ပြန်ပြောင်းလဲသွားအောင်မဲ့သဘောတွေသာဖြစ်တဲ့ကံမကျုံညင်းနိုင်တော့ဇုံမမညင်းနိုင်ကောင်းကောင်းဆိုးဆိုးအနိစ္စဖြစ်ရတယ်ဒုက္ခဖြစ်ရတယ်ဝိပရိနာမဓမ္မဖြစ်ရတယ်အဲ့ဒီတူညီတဲ့အမှန်တရားကိုမြင်ပြီးဆိုရင်အဲ့ဒါဒုက္ခကလွတ်နိုင်တယ်တဲ့အဲ့ဒီတူညီတဲ့အမှန်တရားကိုမမြင်ဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒုက္ခကမလွတ်နိုင်အနိစ္စဒုက္ခဝိရိနာမဓမ္မဆိုတဲ့ဒီတူတဲ့အချက်တွေကိုမမြင်ဘူးဆိုရင်တော့မကောင်းတာနဲ့တွေ့လည်းပဲအဲ့ဒီပုဂ္ဂိုလ်အရှုံးပဲလောဘနဲ့ရှုံးမယ်ပေါ့ကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်လောဘနဲ့ရှုံးမယ်ပေါ့မကောင်းတဲ့လောကဓာတ်နဲ့တွေ့ရင်ဒေါသနဲ့ရှုံးမယ်မကောင်းတာနဲ့တွေ့လဲသူ့အတွက်ကတော့
အရှုံးပဲကောင်းတာနဲ့တွေ့လဲသူ့အတွက်ကတော့အရှုံးပဲအကယ်၍မမြဲတဲ့သဘောဆင်းရဲတဲ့သဘောပြောင်းလဲသွားတယ်ဆိုတဲ့သဘောဒီသဘောကအမှန်ကိုသိမယ်မြင်မယ်ဆိုရင်တော့ကောင်းတဲ့လောကဓာတ်နဲ့တွေ့လဲသူကတော့အနိုင်မြတ်တယ်အတိဉာဏ်ပညာကိုရသဖြင့်မြတ်တယ်လို့ဆိုရတယ်ဟုတ်လားမကောင်းတဲ့လောကဓာတ်နဲ့တွေ့လဲပဲအတိဉာဏ်ပညာကိုရသဖြင့်သူ့ကိုမြတ်တယ်လို့ဆိုရတယ်အကောင်းတွေ့လဲအကောင်းပဲအဆိုးတွေ့လဲအကောင်းပဲမသိတဲ့လူကြတော့အကောင်းတွေ့လဲအဆိုးပဲအဆိုးတွေ့လဲအဆိုးပဲဒါကြောင့်ဒီအချက်တွေနဲ့ပိဋကပေါင်းတော်နှိုင်းရှင်ပြီးတော့စဉ်းစားကြည့်ရမယ်ဘဝမှာဘလို့ရှင်သန်မှုမျိုးမဆိုတကယ်တမ်းကတော့ပြီးဆုံးချုပ်ပြောင်းလိုက်နေတာဆိုရပါစို့မနေ့တုန်းကတစ်ချက်လောက်ပိဋကပေါင်းတော်ပြန်စဉ်းစားကြည့်သပါပြောခဲ့တယ်ဆိုခဲ့တယ်လုပ်ခဲ့တယ်ကံခဲ့တယ်တွေးခဲ့တယ်ကြံခဲ့တယ်ဝန်တာခဲ့တယ်ဝမ်းနေခဲ့တယ်ချမ်းသာခဲ့တယ်ဆင်းရဲခဲ့တယ်စိတ်တိုင်းကြခဲ့တယ်စိတ်တိုင်းမကြဖြစ်ခဲ့တယ်အတွေ့အကြုံအဖြစ်ပြက်မျိုးစုံမနေ့တုန်းကဖြစ်ခဲ့တာမရှိဘူးလားရှိတယ်အဲ့ဒီမနေ့တုန်းကအတွေ့အကြုံဖြစ်ပြက်မျိုးစုံတို့သည်မနေ့တုန်းကပဲပြီးဆုံးသွားကြပြီဒီနေ့ထိဘယ်ရာမှလိုက်ပြီးတော့မလားဒါဘယ်သူညင်းနိုင်တော့ညင်းနိုင်အဲ့လိုပဲဦးဇင်းတို့မနေ့တုန်းကဖြစ်ပြက်ခဲ့တဲ့အတွေ့အကြုံမျိုးစုံတို့သည်နေ့လေထိလိုက်မလားနေ့လယ်မှာဖြစ်တဲ့အတွေ့အကြုံဖြစ်ပြက်မျိုးစုံတို့ဟာလည်းညနေထိလိုက်မလားဖြစ်ရမှာတဲ့ပြီးဆုံးကြရတာဒါကြောင့်ဘဝဆိုတာတကယ်တမ်းကပြီးဆုံးသွားခြင်းမျှပဲလို့နားလည်ဖို့လိုတယ်ခဏလေးချင်းပြီးဆုံးလိုက်တယ်ဆိုကြပါစို့လူဘဝကြီးမှာအသက်80 80နေရတဲ့လူတွေအသက်80 80လုံးတပြိုင်နက်တည်းနေရတာမဟုတ်ဘူးတစ်နှစ်ပြီးမှတစ်နှစ်အဲ့ဒီတစ်နှစ်မှလည်းပဲတစ်လပြီးမှတစ်လနေခွင့်ရတယ်အဲ့ဒီတစ်လမှလည်းပဲတစ်ရက်ပြီးမှတစ်ရက်နေခွင့်ရတယ်တတိချာချာစိတ်ရှိလက်ရှိလေးစဉ်းစားကြည့်စမ်းပါဟုတ်လားအဲ့ဒီတစ်ရက်မှလည်းပဲတဏှာကြီးနေပြီးမှနောက်တဏှာကြီးဆက်ပြီးတော့နေရတယ်အဲ့ဒီတဏှာကြီးမှလည်းပဲ1မိနစ်ပြီးမှနောက်1မိနစ်နေရတယ်အဲ့ဒီ1မိနစ်မှတော့1စက္ကန့်ပြီးမှ1စက္ကန့်2စက္ကန့်တောင်တစ်ပြိုင်နက်တည်းနေလို့မရအဲ့ဒီ1စက္ကန့်မှတောင်မှအခုခေတ်မီလီစက္ကန့်ဆိုတာရှိသိတယ်မဟုတ်လား1စက္ကန့်ကိုအပုံတရားပုံတပုံဟုတ်လားအဲ့တော့ပြောချင်တာကဘဝဆိုတာတခဏလေးချင်းနေသွားရတာတခဏနေအဲ့ဒီတခဏသေပြီးမှနောက်ထပ်တခဏနေခွင့်ရတယ်ဟုတ်လားနှစ်ခဏတောင်တစ်ပြိုင်တည်းနေခွင့်မရအလွန်မြန်ဆန်တဲ့အရှိန်အဟုန်နဲ့သွားနေတာဒီဖြစ်ချင်းပြည့်ချင်းဆိုတာကဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တို့ဘလောက်မြန်တယ်လဲဆိုတာကတော့ဉာဏ်ကြီးရင်ကြီးနိုင်တယ်လို့သိနိုင်တယ်ပေါ့သူ့ကိုဥပမာပေးဖို့တော့တော်တော်ခက်မယ်ပေါ့လေဒီစတော်ဘုရားကြီးများပေးတဲ့ဥပမာတစ်ခုတော့ဦးဇင်းကအလွန်သဘောကျတယ်စတော်ကြီးကဘယ်လိုဥပမာပေးလဲဆိုတော့ရွက်ရည်1000လောက်ရှိတဲ့စာအုပ်ကြီးတစ်အုပ်ကိုတဲ့အပေါ်ကနေအင်မတန်ထက်တဲ့စို့တစ်ချောင်းတင်ပြီးတော့10ပေါင်တူနဲ့ထုချလိုက်ဒိုင်းဆိုတစ်ချက်တည်းနဲ့ဟိုဘက်ဒီဘက်ပေါက်သွားဒိုင်းဆိုတစ်ချက်တည်းပေါက်သွားတာနော်အဲ့ဒီအရွက်1000လုံးအတူတူဒိုင်းဆိုပေါက်သွားတာလို့စဉ်းစားတဲ့နေရာမှာအတူတူပေါက်သွားတယ်လို့တော့မဆိုနိုင်ဘူးဓာတ်ဆိုပေါက်တော့ပေါက်သွားတာပဲဒီဓာတ်ဆိုတဲ့အတွင်းလေးမှာတရွက်ပြီးမှတရွက်အရွက်1000လုံးကိုတရွက်ပြီးမှတရွက်ဘလောက်မြန်တယ်ဆိုတာစဉ်းစားအခုခေတ်ပို့ပြီးတော့စမှုကရိယာတွေထုံးကတော့ gain ရွက်ရည်ကိုတန်ပေါင်းတန်းနဲ့ချီပြီးတော့ရှိတဲ့အပုံအထုပ်ကြီးတစ်ခုစိတ်ကူးနဲ့မှန်းပြီးတော့ထားတော့နော်အလွန်ကြီးတဲ့စို့တက်ကြီးတစ်ခုကိုလည်းပဲအလွန်ကြီးတဲ့ဝင်ချီဆက်ကြီးတွေနဲ့တည်ပြီးတော့အလွန်ကြီးမားတဲ့ကရိယာကြီးတစ်ခုနဲ့ထုချလိုက်မယ်ဆိုရင်လည်းဒိုင်းဆိုတစ်ချက်တည်းပေါက်သွားအောင်မှာပါပဲအဲ့ဒါလည်းပဲတရွက်ပြီးမှတရွက်ပေါက်လိမ့်မယ်ဘယ်လောက်မြန်လဲဆိုတာဒါရုပ်ပိုင်းဆိုင်ရာတွေပဲရှိသေးတယ်နော်အဲ့တော့ဒကာမတို့ဦးဇင်းတို့တွေဘဝမှာရှင်းသန်းနေတယ်ဆိုတာတခဏပြီးမှတခဏရှင်းရတာအရင်တခဏပြီးသွားတယ်နောက်တခဏဆက်ပြီးတော့နေတယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာတော့တမျိုးဥပမာပေးပြန်တယ်ဟိုအလွန်ညီတဲ့မြေပြင်ပေါ်မှာလှေပင်ကြီးတစ်ပင်လိမ့်နေတယ်လို့မျိုးပဲတဲ့ဘဝရဲ့ရှင်းသန်းမှုဆိုတာလှေပင်ကြီးကလိမ့်နေတယ်ဆိုတော့လိမ့်နေတယ်များတော့ရှေ့ရောက်နေမှာပေါ့ဗျာအဲ့လိုလှေပင်ကြီးလိမ့်နေတဲ့ကိစ္စမှာတစ်ချက်လောက်စဉ်းစားကြည့်ပါလှေပင်ကြီးရဲ့ပြင်ဘက်ကတန်နဲ့ကွတ်ထားတဲ့နှက်ခမ်းအဲ့ဒီနှက်ခမ်းနဲ့မြေကြီးနဲ့ထိပြီးတော့လိမ့်နေပေါ့နော်လိမ့်နေတဲ့အချိန်မှာတကယ်ထိနေတဲ့လှဲပင်းရဲ့ပြင်ဘက်ကနှက်ခမ်းနဲ့မြေကြီးနဲ့တကယ်ထိနေတဲ့ဧရိယာဟာဘယ်လောက်ကျယ်မလို့လောက်မှမကျယ်ဘူးတလက်မလောက်ပဲရှိမယ်ပေါ့တကယ်ထိတဲ့နေရာလေးမြေကြီးကတကယ်ပြောင်းမယ်ဘိန်းကလည်းပဲတကယ်ဝိုင်းမယ်ဆိုရင်တလက်မတောင်ရှိချင်မှရှိမယ်အဲ့ဒီဘိန်းကြီးရှေ့လိမ့်သွားနေတော့ထိပြီးသားလေးကဘာဖြစ်သွားတော့လွတ်သွားတယ်
မထီသေးတဲ့နေဆက်ထီတယ်ထီပြီးသားလွတ်သွားတယ်မထီသေးတာဆက်ထီတယ်ထီပြီးသားဆက်ထီဆက်လွတ်သွားတယ်မထီသေးတာဆက်ထီဒီလိုသွားတယ်အဲ့လိုပဲဘဝမှာအခုခဏနေလိုက်တယ်မရှိတော့ဘူးနောက်ခဏဆက်နေတယ်မရှိတော့ဘူးနောက်ခဏဆက်နေတယ်မရှိတော့ဒီလိုသွားတယ်ကောင်းတာလည်းဒီတိုင်းသွားတယ်မကောင်းတာလည်းဒီတိုင်းသွားတယ်ဆင်းရဲတဲ့ခံစားချက်ဒီနဲ့ဆိုလည်းဒီတိုင်းပဲသွားတယ်ချမ်းသာချက်ခံစားချက်ရှိနေတဲ့ခါမှာလည်းဒီတိုင်းပဲသွားတယ်ဒါကြောင့်ဘဝဆိုတာဘယ်လိုအနေအထားမျိုးနဲ့ပဲနေရပြီးဆုံးချုပ်ပြောက်သွားနေတာမျှတာဖြစ်တယ်ဆိုတာတော့မထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်ရှင်သန်ခြင်းသည်မမြဲခြင်းအနိစ္စကနှိမ့်ဆက်တဲ့အတွက်ကြောင့်တကယ်တန်ဖိုးရှိတယ်လို့မဆိုနိုင်ဘူးလို့သူကပြောတာဒါကလည်းပဲပိဋကပေါင်းသူတော်ကတော့ဒီစကားကိုတကယ်လက်ခံနိုင်ဖို့သိဖို့နားလည်ဖို့ဆိုရင်အနိစ္စကိုပဲမြင်အောင်ကြည့်တတ်ဖို့လိုတယ်ပေါ့အနိစ္စဆိုတဲ့မမြဲခြင်းသဘောတရားကိုအသေးစိတ်နိုင်တဲ့လောက်စိတ်မြင်လေဘဝဆိုတာဘာတန်ဖိုးမှမရှိဘူးဆိုတာကိုနားလည်နိုင်လေပဲဦးဇင်းတို့အပေါ်ယံပြောကြည့်မယ်ဗျာအခုဘဝဘာလဲဘဝဆိုတာဖြစ်ချင်းမှာပဲတကယ်တမ်းကတော့ဘာတွေဖြစ်နေလဲမြင်တာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်နာနာစားတာထိတာတွေးတာဒါတစ်မျိုးတစ်ခုဖြစ်နေတာပဲငကိုယ်တော့ကလည်းဒီမြင်တာတွေကြားတာတွေနာနာတွေစားတာတွေနဲ့နေရတာပါပဲနောင်လေးပဲဘာတွေများဖြစ်အောင်မလဲလို့တောင်တွေးမြောက်တွေလျှောက်တွေးမနေနဲ့ဒီမြင်ချင်းကြားချင်းနာချင်းစားချင်းထိချင်းတွေးချင်းဒါတွေပဲဖြစ်မှာပါပဲဘာမှသိပြီးတော့စမ်းတယ်လို့တော့မဆိုနိုင်ဘူးနော်ဘာပဲဖြစ်ဖြစ်အဲ့ဒီဖြစ်ချင်းတွေဟာလည်းပဲဒလဇက်ပြီးဆုံးချုပ်ပြောင်းလိုက်ပြီးတော့နောက်ထပ်ဖြစ်တယ်ပြီးတယ်နောက်ထပ်ဖြစ်တယ်ပြီးတယ်ခုဒီတဲကလူငယ်တွေအများကြီးပါတယ်လူငယ်တွေနားလည်အောင်နည်းနည်းလောက်ဦးဇင်းကပြောကြည့်ခြင်းတယ်ဒီအနိစ္စဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရဲ့နှုတ်ကအခုထွက်နေတဲ့အတန်ကိုတစ်ချက်လောက်စဉ်းစားကြည့်ပါလားဦးဇင်းခုတနာကြီးနည်းနည်းလေးကြော်လာပြီတရားစကားလေးပြောနေတာစကလုံးတွေထောင်တောင်းချီပြီးတော့ရှိပြီပေါ့နော်တစ်လုံးမှအဖတ်တင်နေတယ်ဆိုတာမရှိဘူးဘယ်ရောက်သွားတော့အကုန်လုံးပျက်စီးချုပ်ပြောက်လိုက်သွားတယ်မရှိတော့ဒါပေမဲ့အတန်ကဆက်ပြီးတော့ဖြစ်နေတယ်ဖြစ်မှာပေါ့ဖြစ်เสียအကြောင်းတွေကရှိနေတာ哦ဒါပေမဲ့ဆက်ဖြစ်နေတယ်ဆိုတော့အဲ့ဒီအတန်တွေလည်းပဲသာဝရတည်တံ့ပြီးတော့နေနေတာမျိုးမဟုတ်ဖြစ်ပြက်ပါပဲဟုတ်ရဲ့လားရေထဲမှာတုတ်ချောင်းလေးနဲ့ချစ်သွားတော့အရေးအကြောင်းလေးထင်တယ်တောက်လျှောက်ပဲနောက်ကရေကလိုက်ပြီးတော့ဖုံးသွားတော့ထင်ပြက်လို့ပဲပြောရမှာပါပဲဟုတ်ရဲ့လားအဲ့ဒါလိုပဲဘဝရဲ့ရှင်သန်မှုဆိုတာအဲ့ဒီသဘောပဲနော်ဖြစ်ပေါ်လာတယ်မရှိတော့ဖြစ်ပေါ်လာတယ်မရှိတော့အဲ့ဒီနီးနဲ့အမြဲတမ်းဒလဇက်ပျက်စီးချုပ်ပြောက်လိုက်နေတဲ့အတွက်ကြောင့်ဘဝသည်တန်ဖိုးမရှိဘူးလို့ဘုရားလောင်းကသုံးသပ်တယ်ဒါကိုအနိစ္စတိသဘာဝေနအဘိနပိဏနထောမမြဲခြင်းသဘောတည်ဒီရှင်သန်ခြင်းကိုအမြဲတမ်းနှိပ်စက်တယ်ဒါကြောင့်ဣမတ္တဇီဝိတ္တဒီခန္ဓာကိုယ်ကြီးဟာနိတ္တာရတအနှစ်သာရတကယ်မရှိဘူးဒါပေမဲ့အနှစ်သာရရှိတာကိုရကျင်တယ်ဆိုရင်ကိုမဖြစ်နိုင်ဘူးလားဆိုတော့ဟောဖြစ်နိုင်တယ်အဲ့ဒါကဦးဇင်းတို့စောစောကပြောခဲ့တဲ့အပိုင်းတွေကိုလာတော့မယ်နော်အနှစ်သာရရှိတာကိုရအောင်ယူမယ်ဆိုရင်ဘာကိုရအောင်ယူနိုင်လဲဆိုတော့ဘာဝနာတရားကိုရအောင်ယူနိုင်နေတယ်ဆိုလိုတာကဘာဝနာတရားသည်ရှင်သန်ခြင်းရဲ့အနှစ်သာရပဲဒီနေရာမှာဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဘာဝနာတရားဆိုတာကသမထဘာဝနာရှိတယ်ဝိပဿနာဘာဝနာရှိတယ်သမထဘာဝနာဆိုတာအကျဉ်းမြင့်တမာတိတရားလို့နားလည်ထားရမယ်ဝိပဿနာဘာဝနာဆိုတာကယုတ်တနန္တတို့ရဲ့ဖြစ်ချင်းပြည့်ချင်းကိုသိမြင်နားလည်နိုင်တဲ့ဉာဏ်ပညာလို့နားလည်ထားရမယ်ဒီနေရာမှာတမာတိလည်းတန်ဖိုးရှိတယ်နော်တမာတိတော့ဘိက္ခုယထာဘုဒ္ဓံပဇာနာတိတဲ့တမာတိရှိမှမှန်မှန်ကန်ကန်သိနိုင်တာမြင်နိုင်တာတမာတိဆိုတာပညာဉာဏ်ရဲ့အနိကဆုံးသောအကြောင်းတရားပဲမတည်ငြိမ်မဲနဲ့မှန်မှန်ကန်ကန်သိဖို့မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒီတမာတိဆိုတာပညာရဖို့အတွက်သူ့ကိုတန်ဖိုးထားရတာသူမရှိရင်လည်းပညာရဖို့မရနိုင်ဘူးဒါကြောင့်တမာတိဘုရားဟောထားတယ်နော်သီလသာသနာတမာတိသာသနာပညာသာသနာဆိုပြီးတော့သီလသာသနာတခန္ဓတမာတိသာသနာတခန္ဓနာကိုဟောထားတာနော်တမာတိကိုပယ်လို့မရဒါပေမဲ့အဲ့ဒီတမာတိဆိုတာဘာဖြစ်ဖို့လဲဆိုတော့ပညာဖြစ်ဖို့ကိလေသာတွေကိုတကယ်ပယ်တတ်တာဒုက္ခတွေကိုတကယ်ငြိမ်းသွားစေတာကတော့ပညာကငြိမ်းသွားစေတယ်ဒါပေမဲ့အဲ့ဒီပညာကတမာတိကိုအခြေခံပြီးတော့ဖြစ်ရတယ်ဒါကြောင့်တမာတိလည်းတန်ဖိုးရှိတယ်ပညာကတော့အထွတ်အထိပ်တန်ဖိုးရှိတယ်ပေါ့အဲ့ဒီတမာတိပညာဆိုတဲ့ဒီဘာဝနာတရားနှစ်ပါးကိုရအောင်လုပ်နိုင်မယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်ရဲ့ရှင်သန်ခြင်းဟာတန်ဖိုးရှိသွားပြီဟုတ်လားရှင်သန်ခြင်းကြီးတက်တမာတိပညာမပါတဲ့ရှင်သန်မှုကတော့အနိစ္စရဲ့စားဘတ်ဝါဘတ်ဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးတကယ်ရှိတယ်လို့ဆိုနိုင်ဘ
ဟုတ်လားအနိစ္စရဲ့စားပတ်ဝါပတ်ဖြစ်တော်ညာလည်းပဲဒီအနိစ္စရဲ့စားပတ်ဝါပတ်ဖြစ်နေတုန်းမှာပဲအသိဉာဏ်ပညာကိုရအောင်ယူနိုင်မယ်ဆိုရင်တော့တန်ဖိုးရှိတာကိုရလိုက်တယ်ပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အသိဉာဏ်ပညာမပါသောရှင်သန်မှုသည်တန်ဖိုးမရှိဘူးအကာတတ်ပဲအသိဉာဏ်ရအောင်လုပ်နိုင်မယ်ဆိုရင်တော့အနှစ်တွေပါရောသွားတယ်အဲ့ဒီရှင်သန်မှုတန်ဖိုးရှိတယ်ပေါ့ဟုတ်လားဒါကလည်းပဲရှင်သန်နေမှဒီဘာဝနာတရားဆိုတာအထုတ်နိုင်တာမဟုတ်လားဟုတ်တယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီဘာဝနာတရားကိုရအောင်ကြိုးစားဖို့လိုတယ်ဒီနေရာမှာဦးဇင်းတို့စစ်မှန်တဲ့တမာတိစစ်မှန်တဲ့ပညာတရားရကျင်တယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်ဒေသနာတော်မှာလာတဲ့ဤများနဲ့အညီကြိုးစားအထောက်ကြရမယ်နော်တတိပဋ္ဌာန်တရားရုပ်ကာယတွေဖြစ်တိုင်းသိတော့ကာယ ानु ပဒနာတတိပဋ္ဌာန်ပေါ့ခံစားချက်ဝေဒနာတွေဖြစ်တိုင်းသိမယ်ဆိုရင်တော့ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ပေါ့စိတ်တွေဖြစ်တိုင်းသိမယ်ဆိုရင်တော့စိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်ဓမ္မတဘာဝတွေဖြစ်တိုင်းသိမယ်ဆိုရင်တော့ဓမ္မ ानु ပဒနာတတိပဋ္ဌာန်အနှစ်ချုပ်ပြောရရင်တတိပဋ္ဌာန်တရား၄ပါးဆိုတာကိုယ်ခန္ဓာမှာအကြောင်းအားလျော်စွာဖြစ်ပေါ်နေတဲ့ရုပ်တဘာဝနာမ်တဘာဝလို့ဆိုတဲ့တဘာဝတရားမျိုးစုံတို့ကိုဖြစ်တိုင်းသိအောင်ကြိုးစားတာပါပဲဖြစ်တိုင်းသိအောင်ကြိုးစားပဲရုပ်ဖြစ်ခြင်းဖြစ်မယ်နာမ်ဖြစ်ခြင်းဖြစ်မယ်ချမ်းသာတာဖြစ်ခြင်းဖြစ်မယ်ဆင်းရဲတာဖြစ်ခြင်းဖြစ်မယ်စိတ်တိုင်းကြတာဖြစ်ခြင်းဖြစ်မယ်စိတ်တိုင်းမကြတာဖြစ်ခြင်းဖြစ်မယ်ဘာတွေပဲဖြစ်ချင်တာဖြစ်တိုင်းသိအောင်ကြိုးစားရမယ်ဣရိယာပုမရွေးရဘူးနေရာမရွေးရဘူးအချိန်ကာလမရွေးရဘူးတတိရှိတဲ့အချိန်တိုင်းအမှတ်ရတဲ့အချိန်တိုင်းမှာစိတ်ထဲမှာထင်ရှားတဲ့အာယုံကိုသိအောင်ကြိုးစားရမယ်ဟုတ်လားအဲ့ဒါလို့သာဖြစ်တိုင်းသာတိနေမယ်ဆိုရင်ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာမမြဲတဲ့သဘောမျှတာဖြစ်တယ်ဆိုတဲ့အနိစ္စအချက်ကိုမသိတဲ့အကြောင်းဘာမှမရှိဘူးအဲ့ဒီအနိစ္စဖြစ်တာကိုအနိစ္စဖြစ်မှန်းသိတယ်ဆိုရင်အဲ့ဒါပညာပဲအဲ့ဒီထဲမှာတမာတိလည်းပါတယ်ပေါ့ဟုတ်ရဲ့လားအဲ့ဒီတမာတိအဲ့ဒီပညာအနိစ္စဖြစ်တာကိုဖြစ်မှန်းသိပြီဆိုလို့ရှိရင်ဒါအနှစ်သာရကိုရတယ်ပေါ့အဲ့ဒီလိုပညာရအောင်လုပ်နေတဲ့အခိုက်အတန့်လေးရဲ့ရှင်သန်မှုကတော့တော်တော်ကိုတန်ဖိုးကြီးသွားတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ရှင်သန်ခြင်းရဲ့အနှစ်သာရကိုရကျင်တယ်ဆိုရင်ဉာဏ်ပညာကိုရအောင်လုပ်ဖို့ဉာဏ်ပညာကိုရကျင်တယ်ဆိုရင်တတိပဋ္ဌာန်ဘာဝနာကိုပွားများဖို့အဲ့ဒီလိုတတိပဋ္ဌာန်ဘာဝနာကိုပွားများပြီးတော့ဒီဆင်းရဲလာတဲ့ဒုက္ခဝကလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်ရှိတဲ့အတွက်ကြောင့်ဒီသာသနာနဲ့တွေ့ရတဲ့လူဘဝရဲ့ရှင်သန်မှုဒီတန်ဖိုးဖြတ်လို့မရအောင်တန်ဖိုးအလွန်ရှိတယ်နော်ဟောဒါရှုထောင့်တစ်မျိုးဖြစ်သွားပြီနော်တကယ်ကြီးမိုင်းများစောစောကရှင်သန်မှုကတော့အနိစ္စကဝါမျိုးနေလို့တန်ဖိုးမရှိဘူးလို့ပြောခဲ့တယ်ဒါကတော့ခွေးတကောင်ရဲ့ဘဝလည်းပဲအနိစ္စကတော့ဝါမျိုးတာပဲလူတစ်ယောက်ရဲ့ဘဝလည်းပဲအနိစ္စကဝါမျိုးတာပဲနတ်တစ်ယောက်ပြမတစ်ယောက်ဒါအနိစ္စကတော့ဝါမျိုးမှာပဲသို့တော့ခွေးတကောင်ရဲ့ဘဝကအနိစ္စဝါမျိုးတာကိုလည်းခံရတယ်အဲ့ဒီအခြေအနေဆိုအဲ့ဒီဒုက္ခဆိုတွေကလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်လည်းမရှိလူဘဝရဲ့ရှင်သန်ခြင်းကတော့အနိစ္စဝါမျိုးတာခံရတာတော့မှန်တယ်သို့တော့ဒီဒုက္ခတွေကလွတ်မြောက်အောင်ရုန်းကန်နိုင်ခွင့်ရှိတယ်မတူဘူးနော်တကယ်ကြီးမိုင်းများအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဘဝရဲ့ရှင်သန်မှုတကယ်တန်ဖိုးရှိခြင်းနဲ့ဆိုရင်အသိဉာဏ်ပညာကိုရအောင်ကြိုးစားဖို့လိုတယ်ဒီနေရာမှာဦးဇင်းတို့ဒီရှင်သန်မှုဒီဘဝဆိုတာအမြဲတမ်းအနိစ္စအချက်ကဝါမျိုးစားတောက်နေတယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဏိဂုံးချုပ်ဇတ်တော်လေးတစ်ပုဒ်ကိုပြောပြခြင်းတယ်။ဒီအခြေအနေဒီတရားဓမ္မလေးနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားကြည့်ဖို့ပေါ့လေ။ဟုတ်လား။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအလွန်မာမနာကြီးတဲ့ပုံနာမျိုးကနေယဟန်ပြုတ်လာတဲ့ယဟန်900ရှိတယ်။အဲ့ဒါမြတ်စွာဘုရားကြီးကပိဋကသုံးပုံကိုသင်လို့တက်မြောက်ပြီဆိုတော့ပင်ကိုကမာမနာကြီးတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဘုရားလည်းပိဋကသုံးပုံကိုတက်တယ်ငါတို့လည်းပိဋကသုံးပုံကိုတက်တယ်ဘာထူးလဲလို့ထင်နေတဲ့ဒီလားအဲ့ဒါနဲ့မြတ်စွာဘုရားကြီးကိုခစားတာတွေတရားနာတာတွေတောင်သူတို့မလုပ်တော့မာမနာတွေခံနေတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကတိတော်မူမြင်တော်မူလို့အဲ့ဒီယဟန်900ကိုခေါ်ပြီးတော့မူလပရိယာယတုတ်တံဆိုတဲ့တုတ်တန်ကြီးအလွန်ခက်ခဲနေတဲ့တုတ်တန်ကြီးတခုဟောတယ်တလုံးမှအဲ့ဒီယဟန်တွေနားမလဲဘာဖြစ်လို့နားမလဲတာလဲဆိုတော့မြတ်စွာဘုရားကပရိယေနဲ့နားမလဲအောင်ကိုဟောလိုက်တဲ့သဘောပါပဲမာနကျသွားအောင်လို့ဘုရားဆိုတာဘာလဲတာဝကဆိုတာဘာလဲဆိုတာကိုကွဲပြားသွားစေခြင်းလို့အဲ့ဒီမှာအဲ့ဒီယဟန်နေရဲ့မာနကျတယ်အဲ့ဒီတရားကိုလည်းနာပြီးတော့သူတို့မှဝမ်းသာတဲ့စိတ်မဖြစ်ဘူး
ဘာလို့ဝမ်းမသာအောင်ဆိုနားမလဲလို့ပဲဒါကြောင့်အဲ့ဒီသုတ်တံမှာထူးထူးဆန်းဆန်းပဲတရားဒေသနာကြီးအဆုံး၌ယဟန်တော်တို့သည်ဝမ်းမြောက်ခြင်းမရှိကြကုန်တဲ့အဆုံးသတ်ထားပုံလေးကဟုတ်လားဒီပြင်သုတ်တံတွေဆိုရင်မြတ်စွာဘုရားကြီးတရားအဆုံး၌ယဟန်တော်တို့သည်ဝမ်းမြောက်ဝမ်းသာနာခံကြကုန်၏လို့အဲ့လိုလေးအဆုံးသတ်တာကိုဟုတ်လားဝမ်းမသာဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့နားမလဲလို့နားမလဲရင်ဝမ်းမသာဘူးဟုတ်လားနားလဲမှဝမ်းသာတာအဲ့ဒီမှာမြတ်စွာဘုရားကိုယဟန်တော်တွေကဒီယဟန်900မမာနကိုမြတ်စွာဘုရားမူလပရိယယသုတ်တန်ကြီးကိုဟောပြီးတော့ချိုးနေတယ်ဆိုတာကိုပြောကြတော့မြတ်စွာဘုရားကဒီဘဝသာနဲ့ဒီယဟန်900ရဲ့မမာနကိုငါချိုးနေခဲ့တာမဟုတ်ဘူးအရင်ဘဝတုန်းကလည်းပဲငါချိုးနေခဲ့ဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့မူလပရိယယဇတ်ဆိုပြီးတော့ဇတ်တော်လေးတခုဟောတယ်ဒီဇတ်တော်လေးကိုဦးဇင်းတို့အချင်းချုပ်ပြောပြမယ်နော်တခုသောဘဝတုန်းကဦးဇင်းတို့ရဲ့ဘုရားလောင်းကြီးကတိတ္တပါမောက္ခဆရာကြီးတယောက်ဖြစ်တယ်အဲ့ဒါဒီနေ့တော့တစ်ချိန်မှာတော့ပုံနာလူလင်900မမာနခက်ထန်တဲ့ပညာလည်းတက်တဲ့ပစ္စည်းလည်းပေါ်တဲ့မမာနကြီးတဲ့လူလင်900အဲ့ဒီလူလင်900ကိုဗေဒင်3ပုံသင်ပေးတယ်အဲ့ဒါဗေဒင်3ပုံကိုတက်ပြီဆိုတော့အဲ့ဒီလူလင်900ကဆရာကြီးလည်းဗေဒင်3ပုံကိုတက်တယ်တို့လည်းဗေဒင်ကို3ပုံတက်တယ်ဘာမှထူးတာမဟုတ်ဘူးဆိုပြီးတော့ပြိုင်နေပေါ့ဆရာကြီးကိုသိပြီးတော့မခံလေးစားလှုပ်တယ်ပေါ့အဲ့တော့ဒီနေ့တော့သူတို့ကဘယ်လောက်ထိလှုပ်လဲဆိုတော့ဆရာကြီးကနေသာပြုတ်မှနေသာလေးလှုပ်နေတယ်အနားနာမှာဇီးပင်တစ်ပင်လည်းရှိတယ်အဲ့ဒါအဲ့ဒီလူလင်တွေကအဲ့ဒီနာရောက်လာပြီးတော့ဇီးပင်ကိုလက်နဲ့ခောက်ပြီးတော့ဒီဇီးပင်ဟာဘာအနှစ်မှမရှိဘူးလို့ပြောတယ်တဲ့ဆရာကြီးကိုရွဲ့ပြီးတော့ပြောတာပေါ့ဆရာကြီးကလည်းနားလေတာပေါ့အဲ့ဒါနဲ့အဲ့ဒီတပည့်တွေကိုအကုန်လုံးခေါ်ပြီးတော့ပု္ပ္ပာတစ်ခုမေးတယ်အဲ့ဒီပု္ပ္ပာကဘာလဲဆိုတော့ကာလောကတတိဗုဒ္ဓာနိတဗ္ဗေနေဝသဟတနာယောစကာလကတောဗုဒ္ဓောတံဗုဒ္ဓပစနိပစီတဲ့ပု္ပ္ပာလေးကအဓိပ္ပာယ်ကဘာလဲဆိုတော့ဒီခြားခြားနားထောင်နော်ကာလောအချိန်ကာလသည်သဟတနာမိမိနဲ့တကွဗုဒ္ဓာနိတတ္တဝါတို့ကိုကတတိဝါမျိုးနေတယ်အချိန်ကာလသည်မိမိနဲ့တကွတတ္တဝါအလုံးကိုဝါမျိုးနေတယ်သူကိုယ်သူလည်းကုန်ခန်းသွားစေတယ်တတ္တဝါတွေကိုလည်းဝါမျိုးဖြစ်တယ်အချိန်ကာလဘယ်တတ္တဝါမှအချိန်ကာလရဲ့ဝါမျိုးတာကိုမခံရဘူးဆိုတာမရှိဘူးနော်ဘယ်သူဖြစ်ဖြစ်တရက်ကုန်သွားရင်24နာရီကုန်သွားတာပဲအတူတူဝါမျိုးခံရတယ်ပေါ့ဟုတ်လားတတ္တဝါအလုံးကိုအချိန်ကာလကမိမိနဲ့တကွာဝါမျိုးဖြစ်တယ်ဒါပေမဲ့တဲ့ထူးဆန်းတာတစ်ခုထူးဆန်းတဲ့တတ္တဝါတစ်ယောက်ရှိတယ်တဲ့တစ်မျိုးရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ယောစကာလကတောဗုဒ္ဓောတဲ့အဲ့ဒီတတ္တဝါကတတ္တဝါတွေကိုဝါမျိုးနေတဲ့အဲ့ဒီကာလကိုပဲပြန်ပြီးတော့ဝါမျိုးတယ်တဲ့ကာလကတတ္တဝါတွေကိုဝါမျိုးတယ်ဒါပေမဲ့အဲ့ဒီတတ္တဝါကကာလကိုပြန်ပြီးတော့ဝါမျိုးတယ်ဒါတွေမကဘူးတဲ့တံဗုဒ္ဓပစနိပစီတဲ့တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်နေတဲ့ရွှွတ်မြိုက်နေတဲ့အရာကိုပဲသူကပြန်ပြီးတော့ပူလောင်အောင်ရွှွတ်မြိုက်တယ်ချက်ပြုတ်တယ်ဒီကမာကြီးတွေထမင်းချက်ပြီးဆိုတော့ဒါလျှက်စစ်မိသို့မဟုတ်ထင်းပြီးမိသွေးမိမိတမီမိနဲ့ချက်ကြရတယ်ပေါ့နော်နပူလုံးတော့အပေါ်ကတည်ထားတဲ့အာဟာရတွေဟာကျက်သွားရတယ်ပေါ့ဟုတ်လားအာဟာရကိုကျက်အောင်မီးဖြင့်ချက်တယ်အဲ့ဒါလိုပဲတတ္တဝါတွေကိုကျက်အောင်ချက်နေတဲ့အရာရှိတယ်တဲ့တဲ့ပြောရင်ပူအောင်ရှို့နေတဲ့အရာရှိတယ်ပေါ့အဲ့ဒီတတ္တဝါတွေကိုချက်နေတဲ့အရာကိုပဲအဲ့ဒီတတ္တဝါကပြန်ပြီးတော့ချက်တယ်တတ္တဝါတွေကိုပူလောင်အောင်ရှို့တဲ့မီးကိုပဲသူကပြန်ပြီးတော့ရှို့တယ်အဲ့ဒီတတ္တဝါဘယ်တတ္တဝါလဲလို့မေးတာအလွန်လေးနဲ့ပါတယ်နော်ပြန်ပြောမယ်နော်ကာလကတတ္တဝါတွေကိုဝါမျိုးတယ်ဒါပေမဲ့အဲ့ဒီတတ္တဝါကတော့ကာလကိုပြန်ဝါမျိုးတယ်တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်တဲ့အရာကိုပဲသူကပြန်ပြီးတော့ချက်တယ်အဲ့ဒီတတ္တဝါဘယ်တတ္တဝါလဲလို့မေးတော့မဖြေနိုင်အဲ့ဒီမှာအဲ့ဒီတပည့်တွေကိုဦးဇင်းတို့အချိန်9ရက်ပေးတယ်9ရက်သာကုန်သွားတယ်အဖြေကမရအဲ့မှာတပည့်တွေကိုအကုန်ခေါ်ပြီးတော့ဘုရားလောင်းကအဖြေမပေးသေးခင်ပါသူတို့ရဲ့မာမနာကိုကြားအောင်ဗာပြောလဲဆိုတော့လူတိုင်းထမ်းသည်မဲ့ပမာဏခန့်ရှိတဲ့ခေါင်းရှိကြတာချင်းအတူတူပဲတဲ့နော်ထမ်းသည်မဲ့ကြီးလောက်ရှိတဲ့ခေါင်းကတော့လူတိုင်းရှိတယ်ဟုတ်လားဒါပေမဲ့လို့ပြောလိုက်လို့ရှိရင်တိတတ်တဲ့နားလေတတ်တဲ့ဉာဏ်နာတစုံရှိဖို့ကတော့မလွယ်ဘူးတဲ့ဟုတ်လားခေါင်းတော့လူတိုင်းရှိတယ်တိတာတော့လူတိုင်း
မသိနိုင်ဒါပြောတာဉာဏ်ပညာကတော့လူတိုင်းမရှိဘူးအဲ့လိုပြောပြီးတော့ဘုရားလောင်းကဘာဖြေလဲဆိုတော့အဲ့ဒီကာလကိုပြန်ပြီးတော့ဝါမျိုးတဲ့တတ္တဝါတွေကိုပူလောင်အောင်ချက်ပြုတ်တဲ့အရာကိုပြန်ချက်တဲ့ပုဂ္ဂိုလ်ဟာဘာလဲဆိုတော့ယဟန္တာပုဂ္ဂိုလ်ကိုပြောတာတဲ့နော်တရားဓမ္မတို့ဦးဇင်းတို့တွေကတော့ကာလရဲ့ဝါမျိုးတာကိုပဲအမြဲတမ်းခံရမယ်ဖြစ်ကြပါစို့အခုနှုတ်ပြခဲ့တဲ့အချိန်လေးတွေကုန်ခဲ့ပြီအနေထားလေးတွေဘယ်သူကဝါမျိုးသွားတော့ကာလကဝါမျိုးသွားတာခုအရွယ်အလက်ပိုင်းလေးတွေလည်းမကြခင်ဒါကုန်တော့မယ်အဖိုးကြီးကိုမေကြီးကိုဖြစ်မယ်ပေါ့ဟုတ်လားဘယ်သူကဝါသွားတာတော့ကာလကဝါသွားတာပဲအဲ့ဒါလိုနဲ့နောက်မေကြီးဦးကြီးတွေရဲ့အနေထားကိုလည်းသေပြီဆိုတော့ဟောကာလကဝါသွားတော့ကုန်သွားပြန်ရောအဲ့ဒါလိုနဲ့နောက်ဘဝတစ်ခုခုပရိသေနေမယ်ပေါ့ဗျာနေပြီဆိုတော့လည်းပဲအဲ့ဒီအနေထားလေးကကုန်မြန်အောင်မယ်ဘယ်သူကဝါသွားတော့ကာလကပဲဝါသွားတာဟုတ်လားမွေးရကဘာတော့မွေးပြီးတော့နုနုလေးနဲ့ပြိုမယ်ပြိုရကအိုမယ်အိုရကနေသိမယ်ကာလရဲ့ဝါမြုံမှုကိုသာလည်းအချိန်နဲ့အမျှခံရရတယ်ပေါ့ယဟန္တာပုဂ္ဂိုလ်တွေကြတော့အဲ့လိုမဟုတ်ဒီဘဝသုတိရဲ့အချမ်းမဲ့မှာနောက်ထပ်ပရိသေနေစရာကာလဆိုတာမရှိဘူးဒါကြောင့်သူဝါမြုံခံစရာအကြောင်းမရှိဘူးအိုတရားကာလဆိုတာမရှိဘူးသေတရားကာလဆိုတာမရှိဘူးဒါကြောင့်ကာလကိုသူကပြန်ပြီးတော့ဝါမြုံတယ်ဆိုတာအကျဉ်းမြင်အဲ့ဒါလိုနားလည်ရမယ်နောက်တတ္တဝါတွေကိုပူလောင်အောင်ရှုမြိုက်တဲ့မီးကိုသူကပြန်ပြီးတော့ရှို့တယ်ဆိုတာကတော့တတ္တဝါတွေကိုပူလောင်အောင်ရှုမြိုက်တဲ့မီးဆိုတာကိလေသာကိုပြောတာပါနော်လောဘဒေါသကိုပြောတာယဟန္တာမှာအဲ့ဒီလောဘဒေါသဆိုတာမရှိတော့ဘူးမီးကိုပဲမီးနဲ့ပြန်ရှို့တယ်ဆိုတဲ့အတိတ်ပဲအလွန်တရာမှဆန်းကျင်တဲ့ဥပမာပေါ့နော်မီးဆိုတာကလည်းပဲသူကရှုတော့ကအမျိုးမျိုးရှိတာကိုဗျပူတဲ့နေရာမှာဥပမာပေးတာရှိတယ်အလင်းရောင်အနေနဲ့ဥပမာပေးတာရှိတယ်လောင်ကျွမ်းသွားစီတယ်ပျက်စီးသွားစီတယ်ဆိုတဲ့နေရာမှာဥမာပေးတာရှိတယ်မီးဆိုတာပူတယ်ဟုတ်လားပူလို့ပူတာနဲ့ဥမာပေးတာလည်းရှိတယ်အမီးနဲ့ရှို့လိုက်ရင်လောင်ကျွမ်းသွားတယ်ပျက်စီးသွားတယ်ဒါကိုဥမာပေးတာလည်းရှိတယ်ဒီမီးကလေးထွန်းထားလို့လင်းနေတယ်ဒါကောင်းတဲ့ဘက်ကျတော့သူ့ကိုဥပမာပေးပြန်တယ်အခုဒီမှာတော့ကိလေသာဆိုတဲ့မီးကိုပဲပြန်ပြီးတော့နောက်မီးတစ်မျိုးနဲ့ရှို့ပြန်တယ်နောက်မီးကဘာလဲဆိုတော့ပညာမီးပဲမီးကဒီနေရာမှာဥမာ2မျိုးရတာနော်ပူလောင်စေတတ်တဲ့မီးရဲ့အဲ့ဒီအပူကိုပျက်စီးကုန်ခန်းသွားစေအောင်ရှုမြတ်ပြစ်မယ်နောက်ပညာမီးရဲ့တော့ပေါက်ရလားဗျာဒကာမတို့ဦးဇင်းတို့တွေကပညာမီးကတိတ်မထက်သေးတော့အဲ့ဒီပူလောင်အောင်ရှုမြတ်နေတဲ့ကိလေသာမီးကပဲအားကောင်းနေတော့အမြဲတမ်းဆင်းရဲရတယ်ပေါ့ဟုတ်လားအဲ့ဒီမီးကိုကုန်ခန်းသွားအောင်ရှုမြတ်မပြစ်နိုင်သေးဘူးပေါ့ယဟန္တာအရှင်မြတ်များမှာတော့ကိလေသာမီးကိုဉာဏ်မီးဖြင့်ရှုမြတ်ပြလိုက်တယ်အဲ့မှာကိလေသာမီးတွေအကုန်လုံးမရှိတော့ဒါကိုပြောတာနော်မီးကိုမီးဖြင့်ရှို့တယ်ပူအောင်ချက်တဲ့အရာကိုပဲသူကပြန်ပြီးတော့ချက်တယ်လက်ပိသပေါင်းသူတော်ကောင်းတို့ဒီဇက်တော်မှာလာတဲ့ဒီအဓိပ္ပာယ်လေးတွေနဲ့ချက်ထွင်ပြီးတော့စဉ်းစားရမယ်တတ္တဝါတိုင်းကိုအချိန်ကာလကဝါမျိုးတယ်တဏှာဖြင့်အနိစ္စကဝါမျိုးတယ်နေဆံဖြစ်ကြရတာကြီးပျက်စီးကြရတာကြီးချုပ်ပြောက်ကြရတာကြီးပါဟုတ်ရလားအဲ့ဒီလိုပျက်စီးမှုကအမြဲတမ်းနှိမ့်ဆက်နေလို့ဒီရှင်သန်မှုတန်ဖိုးမရှိဘူးသို့တော်လည်းပဲဒီရှင်သန်မှုလေးတွေကနေရှင်သန်နေရင်ဖြင့်အသိဉာဏ်ပညာကိုရအောင်လုပ်နိုင်မယ်ဆိုရင်တော့ဘာဝနာတရားကိုကြိုးစားနိုင်မယ်ဆိုရင်တော့ဘဝရဲ့အကြောင်းခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်လုပ်နိုင်မယ်ဆိုရင်တော့တန်ဖိုးရှိတာကိုမရဘူးလားရတယ်ဒါကြောင့်ရှင်သန်ခြင်းရဲ့အနှစ်သာရသည်အသိဉာဏ်ပညာတနည်းအားဖြင့်ဘာဝနာတရားပေါ့ဉာဏ်ပညာမပါတော့ရှင်သန်မှုသည်ဘာတန်ဖိုးမှမရှိဘူးဒါကြောင့်ကိုယ့်ရဲ့အချိန်လေးဘလို့ကုန်လဲဆိုတာစဉ်းစားရမယ်ပေါ့နော်အသိဉာဏ်ပညာရအောင်မလုပ်လိုက်ရဘဲနဲ့ကုန်သွားတဲ့အချိန်တွေကတော့အချိန်နေပဲအလကားပဲဟုတ်ရဲ့လားအသိဉာဏ်ပညာရလိုက်တဲ့အချိန်လေးတွေကတော့အလွန်တန်ဖိုးရှိတယ်ပေါ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘာကတန်ဖိုးရှိလဲဘာကတန်ဖိုးမရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါတတိယအတွဲပေါ့ရှင်သန်မှုနဲ့ဉာဏ်ပညာဟုတ်ရလားဗျာဘယ်နှတွဲရှိသွားပြီတော့သုံးတွဲရှိသွားပြီနော်အဲ့ဒါဦးဇင်းတို့ဘုရားလုံးကန္နာယတိကလေကန္နာတထေသာကအဲ့ဒါကိုစဉ်းစားပြီးတော့ဒါယတိဝတ်သွားတယ်လို့ဆိုကြပါစို့အဲ့ဒါဦးဇင်းတို့ဒီကနေ့ပြောလိုက်တာကနော်အနှစ်3ပါးလို့တရားကောင်းရှင်တတ်ထားတယ်နော်ပထမအနှစ်ကမှလဲဆိုတော့ဒါနဆိုတဲ့ဆွန့်လွတ်မှုအနှစ်ဘယ်တွေကနေထုတ်ယူရမှာတော့ဆိုတော့ပိုင်ဆိုင်မှုဆိုတဲ့အကာတွေကနေထုတ်ယူရ
ဟုတ်ရဲ့လားဒုတိယအနှစ်ကပါလေတီလဆိုတဲ့အနှစ်ဘယ်ကထုတ်ယူရမှာတော့ဆိုတော့ယောဂနှိမ့်ဆက်နေတဲ့ဒီခန္ဓာကနေထုတ်ယူရမယ်နံပါတ်3အနှစ်ကပါတော့အတိဉာဏ်ပညာခေါင်းဆောင်တဲ့ဘာဝနာအနှစ်ဘယ်ကနေထုတ်ယူရမှာဆိုဒီရှင်သန်မှုတွေကနေထုတ်ယူရပါမရှင်မဲနဲ့ဒါလုပ်လို့မရဘူးเนาะဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အနှစ်3ပါးဘယ်ဟာကအနှစ်ဘယ်ဟာကအကာဆိုတာခွဲခြားပြီးတော့သိကြတယ်အဓိကရွေးချက်ကပါလေဏိဒံပိုင်းတုန်းကပြောခဲ့တယ်เนาะဒါကတန်ဖိုးရှိတယ်ဒါကတန်ဖိုးမရှိဘူးလို့ခွဲခြားပြီးတော့မသိဘူးဆိုရင်တန်ဖိုးရှိတာကိုမရနိုင်ဘူးဒါကတန်ဖိုးရှိတယ်ဒါကတန်ဖိုးမရှိဘူးလို့ခွဲခြားသိမယ်ဆိုရင်တော့တန်ဖိုးရှိတာကိုရနိုင်တယ်ဆိုတာလေးကဒါလေးကိုရည်ရွယ်ပြီးတော့ပြောတာဟုတ်ရဲ့လားဓမ္မတာနဲ့တန်ဖိုးရှိခြင်းတန်ဖိုးမရှိခြင်းကိုခွဲခြားပြီးတော့သိရတာအလွန်မှအဖို့တန်တယ်ဆိုတာမထင်ရှားဘူးလားထင်ရှားသွားတာဒါကြောင့်ပိဋကပေါင်းသူတော်တို့ဒီကနေ့ဦးဇင်းတို့အနှစ်3ပါးဆိုပြီးတော့ပြောခဲ့တဲ့တရားစကားတွေနော်အလုံးတနာရီခွဲနီးပါးရှိပါပြီနော်မမျှော်လင့်မဲနဲ့တရားနည်းနည်းရှည်သွားတယ်ဗျာဟုတ်လားနော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ကိုခွဲခြားပြီးတော့နားလည်ပြီးတော့တန်ဖိုးရှိတာကိုရအောင်ထုတ်ယူနိုင်ကြတဲ့နောက်ဆုံးမဉ္ဇဉ်ဘုံဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထိတန်ဖိုးရှိတာကိုရယူနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့အနှစ်3ပါးတရားကိုမေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုတဗ္ဗမင်္ဂလာရခန္တောတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တောတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘဝေနတရာဒုက္ခိဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တောတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘဝေနတရာဒုက္ခိဝန္တုတိဒေတုံမင်္ဂန်တင်တရားနာပိဋကပေါင်းသူတော်ကောင်းတို့သာတာအလုံးတော်တတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကိလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရက္ခဏတို့ကောင်းစွာမသိဆောင်းလျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတော်တော်ဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဝဆိုသောဆေရန်တော်တရားတော်မြတ်တို့ရဲ့တကူတည်သောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံ ानु ဘဝေနမေကတံ၄ရောက်ပလတံ၄ရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နှင့်တကွသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံကအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတ္တိဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း